လူနက်ချမ်းသာလို့ခေါ်တယ်လူနက်လေးချမ်းသာပေါ့နော်ဒီဗမာတိုင်းမှာဆိုလို့ရှိရင်သူကဒီစကလုံးကတော်တော်လေးကွာ startup ဆိုတဲ့စကလုံးကဘယ်ကစလဲဆိုတော့ Silicon Valley ကစ obviously ခင်ဗျာဗမာကြီးပြောလို့မရဘူးဟိုမှာယူရီးယားမှာပဲကျွန်တော်ကြားဗမာ10တန်းလောက်ရှိတယ်ပေါ့နော်တဘောတကူရအဲ့ဒါနည်းနည်း hype ဖြစ်တဲ့စကလုံးထည့်နေတယ်ဆိုလို့ကျွန်တော်တို့က startup ကိုခေါ်ရတာပေါ့လုပ်ငန်းတစ်မျိုးရှိတယ်တဲ့ပတ်စံဆောင်အောင်ချမ်းသာပတ်စံတအားချမ်းသာလို့များဘောလုံးသင်းကိုများဝင်မဲ့လို့ခင်ဗျာလုပ်ငန်းကအိမ်ဘယ်နှခုလုံးဝယ်ထားတယ်ပေါ့ဗျာအဲ့ဒါမြေဘယ်လောက်ရှိလဲပေါ့နော်မခန့်လေးစားလို့ပေါ့အဲ့ကြောက်သူကလေးစားရင်လောက်ခန့်တယ်အမှပြဿနာကိုဖြေရှင်းဖို့နောက်ကိုလိုက်တင်လာပြဿနာကိုလိုက်ရှာတင်လာကိုယ့်ရဲ့ industry မှာဒါမှမဟုတ်ခုမှ idea ရှိနေဆိုလို့ရှိရင်လည်းအဲ့ဒီ idea ကို market ထဲရောက်ဖို့ကိုဘယ်လိုမျိုးထည့်တင်လဲပေါ့နော်ကြောက်တော့ကောင်ယူခေါ်တဲ့နေအများကြီးရှိစီးမှာကြောက်တယ်ဆိုတော့ကြောက်ပြီးခြေလဲဖို့လို့ဒါဆိုတာအားကြတော့သူကအဖြေတော့ရှိတယ်ဒါပေမဲ့ complicated ဖြစ် if you don't get what you want in life ပေါ့နော်ခင်ဗျားလူချင်တာမရဘူးဆိုရင် you might not really want it ခင်ဗျားတကယ်မနေတာဖြစ်နိုင်တယ် or you are trying to bargain with the price ပေါ့နော်ခင်ဗျားပေးဆက်ရမယ်အခြေအနေကိုခင်ဗျားကဘယ်လောက်ပေးရမလဲဆိုတော့ခင်ဗျားကိုယ့်ကိုစပွေးဆိုတာဖြစ်နေလို့ဖြစ်နေတာပေါ့အရေးကြီးဆုံး stage တစ်ခုဆိုလို့ရှိရင် XK ကဘာဖြစ်မလဲအခုကျတော့စာလုံးမီကဘာမှမဖြစ်ဘူးစာလုံးမီကဘာမှမတက်တော့ကြည့်ကျင်တယ်ဆိုလို့ကျွန်တော်ရှုတော့၄ခုနဲ့ခင်ဗျားကြည့်လို့ရတာပေါ့ကျွန်တော် program တွေကခုန6လနဲ့18လလောက်အတွင်းမှာကျွန်တော်တို့ကလုပ်ငန်းတစ်ခုတည်ဖို့အတွက်ကိုကျွန်တော် program လေးစောင့်နေရှိတယ်investor share ရတဲ့တန်းနဲ့ customer share ရတဲ့1000ဆိုရင်တို့က customer ရတဲ့1000ကပူတန်မှုရှိ customer ရှာမဲ့အချိန်မှာ investor ရှောက်ရှာနေတော့အချိန်ကုန်သွားတယ် technology ဆိုတော့လိုက်ဆက်ပါအဲ့ဒါတွေကသူက secondary ပဲဗမာဆိုတဲ့နာမည်ကိုဖျောက်ပြီးတော့ကျွန်တော်လုပ်တယ်အရှိတော်အားချအောင်ဘာလို့ဆိုတော့အဲ့လိုချင်းအချင်းကျွန်တော်တို့မြန်မာ community တွေနဲ့ပို့ပြီးတော့ fighting chance ရပါတော့ဘာလို့ဆိုတော့ဒီကောင်မေး AI ငါရဲ့ပြဿနာကိုဖြေရှင်းနေမှာ20တရားစုမှာခုန focus နဲ့ hacking skill လို့အဲ့တော့ထုတ်တက်လာတော့ဟာနေပညာလို့မဟုတ်ဘူးတကယ်ပြောင်းမြန်သူကလူရည်သွေးရပို့လို့လာအဲ့လိုလူမို့လို့ expert တယောက်နေကျွန်တော်ခင်ဗျားကိုအရေးကြီးဆုံးစကားလက်ဆောင်ပါခြင်းဘာလဲဆိုတော့ဆရာမင်္ဂလာပါမင်္ဂလာပါကိုကြီးလိုက်ဆရာရဲ့ဒီproject တွေရောပြီးတော့အခုကျွန်တော်တို့လူငယ်တွေပေါ့နော်အခုမှစပြီးတော့မှ startup လုပ်မဲ့သူတွေရောဒီပညာတွေဝင်တဲ့သူတွေရောအဲ့လိုလူမျိုးတွေကိုဆရာကူညီပေးရတာတွေခုနလိုပေါ့နော်ထောက်ပံ့တာတွေလုပ်ပြရတာတွေအများကြီးမြင်ထားရတယ်ပေါ့နော်အဲ့တော့ကျွန်တော်လိုမျိုးအခုမှ startup ကိုစ run နေတဲ့သူတွေရော startup စ run ကျင်တဲ့သူတွေရောအဲ့လိုလူတွေအတွက်ကိုကျွန်တော်မေးခွန်းလေးတွေတချို့ရှိရပေါ့နော်ကျွန်တော်ကိုယ်တိုင်ကြုံပြရတဲ့အခက်အခဲတွေလည်းရှိမယ်တခြားသူတွေကြုံပြရတဲ့အခက်အခဲတွေလည်းရှိမှာပေါ့ဒါနဲ့ပတ်သက်ပြီးဆက်တစ်ချက်မေးခွန်းတွေမေးချင်တာရောတစ်ချက်ဆွေးနွေးစီချင်တာပေါ့နော်ဟုတ်ကဲ့ပါပြေးလိုက်တာပါနော်ဟုတ်ကဲ့ပါဆရာဟုတ်တော့ပထမဦးဆုံးကပေါ့နော်ကျွန်တော်တို့တော်တော်များများလူငယ်တွေမှာအခုနောက်ပိုင်းမှာဒီ startup တစ်ခုကို startup ဆိုတဲ့နေရာမှာကျွန်တော်ကိုယ်ပိုင်လုပ်ငန်းပေါ့နော်တစ်ခုခုတည်တည်မမပဲဖြစ်စတင်တာတွေကလူငယ်တိုင်းမှာပေါ့နော်စကားပြောလို့ရှိရင်အဲ့ဒါခဏခဏကြားရတာပေါ့နော်ဆိုတော့အဲ့လို startup တစ်ခုကိုစရတဲ့သူတွေကလည်းစလိုက်တယ်စပြီးရင်လည်းအလွဲတွေအမှားတွေလည်းမဖြစ်တာတွေလည်းများတယ်ပေါ့နော်မဖြစ်တာတွေလည်းများတယ်ဆိုတော့အဲ့လိုဘလို့အခြေအနေမျိုးမှာ startup တစ်ခုက run ဖို့ကိုက ready ဖြစ်ပြီလို့ဆုံးဖြတ်လို့ရတယ်ဘလို့အခြေအနေမျိုးမှာဆိုရင် ready မဖြစ်သေးဘူးလေပေါ့နော်သူကကျတော့ run နေပြီဒါပေမဲ့ ready မဖြစ်သေးတာကိုမသိတော့အခက်အခဲတွေများတာမျိုးလည်းဖြစ်ကောင်းဖြစ်နေတယ်အဲ့တော့ဘလို့အခြေအနေမျိုးမှာ startup တစ်ခုစဖို့ ready ဖြစ်ပြီတင့်တော်ပြီလို့သုံးသပ်လို့ရတယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်တော့ဆွေးနွေးပြပါအဲ့တော့ပထမစခြင်းကိုကြီးလိုက်ပြောတဲ့ setup ပေါ့နော် setup ဆိုတာဘယ်လိုဟာမျိုးကိုပြောချင်တာလဲပေါ့အဲ့ဒါလေးသိခွင့်ရမလား startup ဆိုတဲ့နေရာမှာကျွန်တော်ဒီအတိုင်းဝိုင်းနေရသူဆိုလို့ရှိရင်တော်တော်များများအဲ့ဒီဟာပေါ့ကျွန်တော်အခု focus ထားပြီးကျွန်တော်သွားကြမှာပေါ့နော်။ဘာလဲဆိုတော့ဒီနည်းပညာနဲ့ပတ်သက်ပြီး software ထုတ်တာတို့ website ထုတ်တာတို့ခုန AI နဲ့ပတ်သက်တဲ့ project တွေလုပ်တာတို့ပေါ့နော်။ဒီကတော့နည်းပညာနဲ့ပတ်သက်တာပိုများတယ်ပေါ့နော်။အဲ့ဒီဟာလေးကိုကျွန်တော်တည်ပြီးပြောချင်တယ်။ဘာကြောင့်လဲဆိုတော့နောက်မှာကျွန်တော် AI နဲ့ပတ်သက်တာလေးလည်းမေးချင်တာရှိတဲ့ပုံမှာအဲ့လိုမျိုးဒီနည်းပညာနဲ့ပတ်သက်တဲ့ startup တစ်ခု application ရေးတာ website ရေးတာအဲ့လိုမျိုး startup တစ်ခုအနေနဲ့ဆိုလို့ရှိရင်ကိုယ်မှာဘယ်လိုဆိုရင် ready ဖြစ်ပြီလေဥပမာကုတ်ကြီးတက်ဖို့လိုပြီလားကုတ်ရေးသက်တင်လာဒါမှမဟုတ်တခြားသော factor တွေရောဘယ်ဟာတွေက ready ဖြစ်ပြီဆိုလို့ရှိရင် startup တစ်ခုကိုစတင်လဲပေါ့နော်အဲ့တော့setup ဆိုတဲ့စကားလုံးကနည်းနည်းလေးဟိုပါပေါ့နော်ဂျားထဲမှာအငင်းပွားကြတာတွေရှိတယ်ပေါ့နော်ရှိရဆိုတော့ပေါ်တင်တော့ဗမာပြည်မှာငင်းနေကြပါဘူးဒါပေမဲ့သူက2015 14ပေါ့17လောက်ကစပြီတကယ်17ကလေးကစတာပါအဲ့ဒီကစပြီးတော့သူဗမာပြည်က emerging market ဖြစ်အဲ့ဒီမှာစပြီးတော့သူကဒီ international ဟောပါပေါ့နော်ဒီ investors တွေစဝင်လာပေါ့နော်ဝင်လာတော့သူကinstitutional investor လို့ခေါ်တာပေါ့သူက company တွေက investment ထည့်ကြတော့အဲ့မှာသူကအခြေခံပြီးတော့သူကအဲ PE firm လို့ခေါ်တာ private equity firm ဆိုတာရှိတယ်ပြီးလို့ရှိရင်သူကအဲ VC ဆိုတာရှိတယ် venture capitalist ဆိုတာရှိတယ်
LP တို့ limited partner တို့ပေါ့ရှိတော့သူအဲ့ဒါတွေနဲ့သူကဗမာပြည်ကိုဝင်လာပြီးတော့မှခုနက emerging market entrepreneurs တို့နောက်ပြီးတော့ trust venture partner ဆိုဒါတွေပေါ်လာပြီးတော့အဲ့ဒီမှာ anthem ရေးရှားတော့ပါဘောเนาะအဲ့တော့ဟိုနောက်ပြီးတော့တပြိုင်တည်းမှာ rocket internet နဲ့ကတော့သူကဗမာပြည်မှာအကြီးဆုံးဖြစ်သွားတာတော့ shop.com တော့အမှန်ပေါ့နော်သူကအရင်ဆုံးဒီလုပ်ငန်းခုထောင်ပြောင်းစားပါပေါ့နော်ဆိုတော့အဲ့ဒါတွေကကျတော့ဒါသူက Silicon Valley style အာ startup လို့ခေါ်တာပေါ့နော်သူက startup ဆိုတဲ့စကားလုံးကဘယ်ကစလဲဆိုတော့ Silicon Valley ကစတော့သူကအဲ့ဒီမှာခုန technology နဲ့အောင်မြင်သွားကြတဲ့ဟိုပေါ့ကုမ္ပဏီပေါ်လာတဲ့အချိန်မှာဒီချုပ်အောင်မြင်တဲ့လူတွေကသူ့လိုမျိုးအောင်မြင်အောင်ဆိုပြီးတော့သူအိမ်ဘက်တွေက hype ဖြစ်လာ hype ဖြစ်အဲ့တော့မှနောက်ပိုင်းကျတော့သူကအရှိတောင်အာရှနဲ့တခြားခုနနိုင်ငံတွေမှာသူက innovation ဟောပေါ့နော်အဲကိုအားပေးရမယ်ဆိုတဲ့ mandate တစ်ခုရှိတယ်ဆိုတော့အဲ့ဒီ mandate ကိုရှိတော့မှအဲ့ဒီ mandate ကိုကျွန်တော်တို့က technically ကသူကဟိုပါပေါ့နော် support လုပ်ဖို့အတွက်ဆိုပြီးတော့သူကဒီအစိုးရတွေကလည်းသူ incubation လုပ်ကြတယ်ပေါ့နော်လုပ်ကြတော့အဲ့မှာမှသူကအဲ့ self ဆိုတဲ့စကားလုံးကသူကရှေ့တော့မှပြန့်ပွားတာဟိုပါပေါ့အောင်မြင်ဆုံးကတော့စင်ကာပူပေါ့စင်ကာပူမှာသူကအဲ Block 71မှာသူကဒီဟိုပါပေါ့ Silicon Valley of Singapore ဆိုပြီးတော့သူတို့လုပ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ကအဲ YI ရန်ကုန် Innovation Center ပေါ့နော်အဲ့ဒါကကျွန်တော်တို့ဟိုမှာအဲပန်းဆူလမ်းမှာလုပ်တယ်ပေါ့နော်ဆိုတော့ဒါလေးဖြစ်လာတယ်နောက်ဖန်တီးရတို့ဘာလို့ကလည်းတဖြည်းဖြည်းနဲ့ဆက်စားချင်းတော့ Code for Change ဆိုတာနေပြီးတော့ဒီဘက်ကခုံဝင်လာပေါ့နော်အခုလောဆယ်မကြသေးခင်ကတော့ကျွန်တော်တို့က Impact Hub တို့ဘာလို့ကလည်း accelerator ဆိုတာတွေလုပ်လာတယ်ဒါကတော့ setup ကနောက်ကသမိုင်းပေါ့နော်အဲ့တော့အဲ့ဒါကတစ်မျိုးပေါ့နော်နောက်ဒီပြိုင်ထဲမှာပဲကျွန်တော်မိတ်ဆွေကိုစိုးဟိန်းတို့ဘာလို့ကလည်းသူ setup ဆိုဟိန်းဆိုသူကိုသူပြောတာပေါ့နော်လည်းရှိအဲ့တော့အဲ့ဒါလေသူကသူမှန်နေတဲ့စကားလုံးတစ်ခုပဲမှန်မှာတော့အဲ့တော့အဲဟိုပါပေါ့တစ်ဖက်မှာကျတော့လေသူကအဲ့ Silicon Valley style ခုနက setup ပေါ့နော်သူကဒီအဲ Eric Ries ဆိုနာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေရှိပါတယ် Link Setup ဆိုတဲ့စာအုပ်ကိုရေး Eric Ries ဆိုနောက်Steve Blank ဆိုSteve Blank တော့အဲ့ဒါမတိုင်ခင်တော့ကကြတော့ကျွန်တော်တို့ကPaul Graham ပေါ့ Paul Graham ကတော့သူကဒီ YC လို့ခေါ်တယ်incubator ကိုသူထောင်တဲ့ပုဂ္ဂိုလ်ပေါ့နော်သူက Paul Graham ကယခုကလာတာ Paul Graham လို့ပါ PG ဆိုတာက Select Group လို့ပြောကြတယ်အခုအဲဒီမကြသေးခင်ကမှပေါက်လာတဲ့အဲ OpenAI ပေါ့နော် OpenAI ရဲ့ founder president ဟိုပါပေါ့ဒီအမ်Sam Altman ပေါ့နော်ဒီကောင်ဆိုလဲဒါသူကဒီ YC ရဲ့အရင်တော့ president ex president ပေါ့နော်အခုကြာတော့ဒါပြောင်းသွားပြီအဲ့တော့အဲ့ဒါလေးတွေနဲ့ဖြည်းဖြည်းနဲ့ဒါခက်စားတာပေါ့နော်ခက်စားတာတော့အမ် original definition ရဆိုလို့ရှိရင်သူက Bob Graham ရဲ့ဟိုပါပေါ့ဒီအဲဟို essay ကိုအားကိုးရလို့ရှိရင်သူကခင်ဗျားတို့လုပ်ငန်းတစ်ခုကိုပေါ့နော်ဘီလီယံနာဖြစ်ဖို့အတွက်ပေါ့နော်တကယ်လည်းရှိတာတဖြည်းဖြည်းသွားရင်းနဲ့10နှစ်15နှစ်ကြာမှဘီလီယံနာဖြစ်အောင်လုပ်လာပါတော့ဒါမှမဟုတ်ရှင်ကျွန်တော်တို့ကအဲ့လိုမျိုးပဲနဲ့၄နှစ်လောက်အတွင်းမှာဒါမှ3နှစ်လောက်အတွင်းမှာအမြန်ဆုံးနည်းနဲ့ပကံလုံးစီးပြီးတော့အတကုံကြိုးစားပြီးတော့မှဘီလီယံဖြစ်ချင်တယ်လားနှစ်ခုတည်းတစ်ခုတည်းပေါ့နော်အဲ့ခါမှာသူကတော့သူပြောတဲ့စကားကတော့ဒါကနည်းနည်းလေးစီယုံနဲ့လေးတန်ပါတာပေါ့နော်တကယ်အများစုကဘယ်လိုမျိုးဆိုတော့ဘီလီယံနာဖြစ်မယ်ဆိုလို့ရှိရင်တော့သူကခုနကအဲမြန်မြန်နဲ့อืมဝိုးဝေးရောက်တာကိုတော့သူကလူတွေကရွေးကြမှာပေါ့နော်အဲ့ဒါစားတာပါအဲ့ဒါမှသူကဘောဂရီဟန်ကပြောတာဗာပြောလဲဆိုအဲ့လိုပြည်နေတာဖြစ်ချင်တာပေါ့ဖြစ်ချင်တယ်ဆိုလို့ရှိရင်ကိုကအခြေခံအဖြစ်ရတော့သူကနှစ်ခုသူကပြောတာပေါ့နော်တစ်ခုကကျတော့ make something people really really love ပေါ့နော်သူကလူတွေအများကြီးချစ်မြတ်လို့ကြိုက်တဲ့ဟာတစ်ခုကိုလုပ်ပေါ့နော်ဒီနေ့ရှိရand ဒီက and then go and serve all those people ပေါ့နော်အဲ့ဒီခင်ဗျာ product နဲ့ service ကလူတွေကြိုက်အောင်ခင်ဗျာဖန်တီးပြီးတော့မှလူတွေကိုပေးလိုက်ဒါလူတွေကခင်ဗျားရှောက်ဝဲသွားတယ်ဒါခင်ဗျားလုပ်ငန်းကြီးကကြီးသွားပါဘူးလို့တကူရအဲ့တော့ယူသူပြောတာရိုးရှင်းလေးလို့နော်ဒါပေမဲ့လက်တွေ့မှာတော့သူကအဲ့ဒီကောင်နဲ့ပတ်သက်ရင်သူကခုနကဒီတခြားစာတွေရဲ့ရှုပ်ပေါ်တာပေါ့တကယ်အစ်စ်ကတော့ဒါပဲအဲ့တော့သူကပထမအဆင့်ကတော့ကိုယ့်ရဲ့လုပ်ငန်းလေးကအသက်ဝင်လာပါပေါ့နော်အသက်ဝင်လာပြီးတော့မှပြီးရင်တော့ခလေးမွေးလို့ပေါ့အသက်ရှင်ရပါပေါ့နော်အသက်လေးရှင်ပြီးတော့မှတဖြည်းဖြည်းနဲ့အသက်ကြီးတဲ့အချိန်မှာဟာအသက်လေးရှိအသက်လေးကြီးပြီးတော့ဟလာသူကအကောင်လေးကြီးအကောင်လေးထွားလာပါပေါ့နော်တဘောတခုရဒါလေးပဲအလုပ်ဆိုတာတော့အဲ့တော့အဲ့ဒီဟာလေးကဒါစီးပွားရေးလုပ်ငန်းတွေတဘာဝပေါ့နော်အဲ့ဒါဟိုမှာသူကနည်းနည်း hype ဖြစ်တဲ့စကားလုံးထည့်နေတယ်ဆိုလို့ရှိရင်သူက startup လို့ခေါ်ရတာပေါ့အဲ့တော့ကျွန်တော်ကတော့နောက်ပိုင်းတော့ဒီ startup ဆိုတဲ့စကားလုံးကိုသိပြီးတော့တအားကြီးမပြောတော့ဘူးဘာလို့ဆိုတော့ခုနကဟိုလူစုံတွေကပြောနေကြတော့
original definition ကိုပဲအဲအဓိကကင်ဆောင်ထားမယ်ဆိုလို့ရှိရင်လေသူကနည်းနည်းကျန်တဲ့လူတွေကိုကန့်လန့်ပြောလို့ဖြစ်တာပေါ့သူကဗမာတိုင်းမှာဆိုလို့ရှိရင်သူကဒီစကားလုံးကတော်တော်လေးပွားအဲ့လိုပဲအဲ့လိုမျိုးပဲနဲ့ဟလာပါလဲဆိုလို့ရှိရင်ဒီတိုင်းပဲသွားရဲဆိုလို့ရှိရင်လေကျွန်တော်ရဲ့ fellow ဟလာ industry ရဘေးတွေပေါ့နော်ခုနအများစုတော့မရှိတော့ဒါပေမဲ့ C level နည်းငယ်ကြံခဲ့တယ်နောက်ပြီးတော့ခုနအဲ့လိုပဲrocket တို့ဘာလို့ကြံခဲ့တဲ့ပုံကိုယ်တွေရှိတော့သူတို့ကတော့အဲ့ဒီသူတို့စကားနဲ့ပြောလို့ရှိရင်တော့ set up အစ်စ်ပေါ့နော်အစ်စ်တူတွေဟုတ်မရှိပါဘူးဒါပေမဲ့သူတို့ကကျတော့ခုနပြောတဲ့ ball green hand ရဲ့ဟာမျိုးပေါ့နော်ခင်ဗျားရဲ့လုပ်ငန်းကအစလာတွေကပေါ့ပါနဲ့ပျော်ပျော်ပါလုပ်တဲ့ business ဆိုရင်ဒါ high growth နဲ့ high energy နဲ့ခုနပြောတဲ့အချိန်တိုနဲ့အရှိန်နဲ့သွားတယ်ဆိုရင် scalable နဲ့ခုနဟိုပါပေါ့နော်ဒီ business ကိုခင်ဗျားကသွားနေတာမဟုတ်ဘူးဆိုရင်တော့သူကခင်ဗျားဒီ self entrepreneur တယောက်မဟုတ်ဘူးလို့သူကတော့ပြောချင်တာပေါ့နော်အဲ့တော့မကြသေးခင်ကမှကျွန်တော်အလုပ်တစ်ခုအပ်ထားတယ်အဲ့ဒီဟာမျိုးလေးတွေကိုကျွန်တော်တို့ခုန startup model ပေါ့နော်သူက accelerated growth လို့ခေါ်တာပေါ့အရှိန်နဲ့သူက hockey stick curve ကိုသွားပြီးတော့ user တွေအများကြီးရအောင်လုပ်တယ်ဆိုတော့business မျိုးနေရောညအောင်ချနေရဆိုတော့လူမျိုးပေါ့နော်အဲ့လိုလူမျိုးဆိုရင်တော့ဒါဟဲ့လား startup ခုန mindset ရှိတယ်ပေါ့ဗျာဒါလေးရှိရဆိုတော့အဲ့တော့အနည်းဆုံးတော့ benchmark ကတော့ရှိတယ်ပေါ့နော်ကျွန်တော်9 figure မှာတော့အဲ့ဒါကိုကျွန်တော်တို့ကခုန valuation နဲ့ပြောတယ်0 figure ဆိုတာ10 power 0ဆိုတော့1ပေါ့ခင်ဗျားတယောက်တည်းပေါ့ပြီးတော့မှ1 figure ဆိုရင်10 power ဟဲ့လား1ဆိုတော့ကျွန်တော်တို့က10ပေါ့ဗျာပြီးတော့2 figure ဆို10 power 2ပေါ့အဲ့လိုသွားလို့ရှိရင်ဟဲ့လား9 figure ဆိုတော့10 power 9ပေါ့ billion dollar valuation ပေါ့အဲ့တော့တဖြည်းဖြည်း0 figure နေပြီး9 figure တက်သွားအောင်ခင်ဗျားတို့အမှတ်ပေးတယ်ပါလားဒါမျိုးတော့ခုလုပ်ထားတာဟုတ်ရှိတာပေါ့အဲ့တော့ startup ရဲ့ definition ကိုယ်တိုင်ကအရေးကြီးတာပေါ့နော်ဘာလို့ကျန်တာတွေကသူကအဲ့လိုအရေးမကြီးဘူးဘာလို့အရေးမကြီးလဲဆိုတော့တကယ်လက်တွေ့မှာကသူကဟိုပါပေါ့နော်ဘလူးနီးနဲ့ပဲရောက်ရောက်အဓိကရည်ရွယ်ချက်ကရောက်သွားဖို့လို့ဟုတ်သဘောတူပါပြီးရင်သူကရောက်သွားရဆိုတာကလေသူကဟို getting rich ဆိုတာသူကပုံစံမျိုးရှိတော့ YC ကပုံကိုယ်ရဲ့သူကgetting rich ဆိုတဲ့စကားလုံးလေးသူမပြောချင်ဘူးเนาะတကယ်အဲ့တော့ဟိုခင်ဗျားရဲ့valuation ဘယ်လောက်လဲပေါ့အဲ့တော့ခုနကနီးပညာနဲ့ပြန်ဆက်တယ်ဆိုရင်ဘော့ဂရီယန်ကပြောတဲ့စကားကခုနက make something people really really love and go and serve all those people ပေါ့နော်တကယ်လေအဲ့တော့သူကနှစ်ချက်တယ်ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒါကြီးကလေထင်တယ်လို့ safe for မဖြစ်ဘူးဘာလို့ဆိုတော့လူတွေဘာကြိုက်လဲခင်ဗျားသိ until ဒီကသူတို့ရဲ့ပတ်စံကိုထုတ်ပြီးတော့ခင်ဗျားတို့တခုဝယ်တဲ့တော့မှလူတွေကခင်ဗျားကကြိုက်တယ်အဲ့ဒါပြီးရင်နောက်တစ်ခေါက်ခင်ဗျားရှိရထုတ်ဝယ်ပြီးတော့ခင်ဗျားတောက်လျှောက်ပတ်စံတွေပေးနေတော့ဒါခင်ဗျားကြိုက်တယ်ပေါ့ကျွန်တော်မြင်ရအဲဒါကြောင့်ကျွန်တော်တို့ကအဲ့ဒီကောင်ကလည်း data နဲ့ကြည့်မှရအဲ့ဒီမှာသူကဘော့ကလီဟန်ရဲ့မှတ်သားစရာနောက်ထပ်စကားလုံးတစ်လုံးကကျတော့ဗာလဲဆိုတော့topic တစ်ခုကဗာလဲဆိုတော့သူကလုပ်ငန်းတစ်မျိုးရှိတယ်တဲ့လုပ်ငန်းတစ်မျိုးကကျတော့သူကစရတာလွယ်ပြီးတော့ scale လောက်ရတာခက်တဲ့လုပ်ငန်းမျိုးတဲ့ဥပမာသပင်ညက်ဆိုင်တဲ့သပင်ညက်ဆိုင်ကမနေ့ပြန်ဖွင့်ခင်ဗျားရှိမှသပင်ညက်တဲ့ကောင်ရှိတယ်အဲ့လိုပဲစားတော့ဆိုင်မနေ့ပြန်ဖွင့်ခင်ဗျားရှိမှစားတော့မဲ့ကောင်ရှိတယ်အမြဲတမ်းအနည်းနဲ့များပဲกว่าတာပေါ့နော်ဒါပေမဲ့သူက scale လောက်ရတာခက်တယ်စားတော့ဆိုင်ဒီဇိုင်းကနေပြီးဆိုင်1000ခင်ဗျားတင်မယ်ဆိုလို့ရှိရင်အဲ့ဒါ limitation ဖြစ်သွားအောင်အဲ့လိုပဲအဲ့ဒါခုနကအဲထားပါတော့ဟိုဟာတစ်ခုပေါ့နော်ဘာခေါ်မလဲစပင်ချဆိုင်ဆိုလဲအဲ့လိုပဲပေါ့နော်ဒါတော့သူကစတာတွေပြီးတော့ scale လောက်ရတာခက်တဲ့ business မျိုးတစ်မျိုးရှိတယ်တဲ့နောက်တစ်မျိုးကကြတဲ့ခါကျတော့သူကစတာတအားခက်တယ်တဲ့ဒါပေမဲ့ scale လောက်ရတာတအားလိုတဲ့ business ရှိတယ်ဥပမာတဲ့ခုန application app ပေါ့နော်app တစ်ခုထုတ်လိုက်ပြီဆိုလို့ရှိရင်ဒီ app ကမသုံးလို့ရှရင်လဲတကယ်ဘယ်လိုမှမသုံးဘူးပေါ့နော်သုံးတယ်ဆိုလို့ရှိရင်သူကသူက SQL ပေါ့သူက user တွေကိုသူက concurrent user ကိုတန်းနေချီပြီးတော့ serve လုပ်ဖို့အတွက်ကိုကုန်နေခုနကကျွန်တော်တို့ကဒီ server cost ပါ cost ကဘယ်လောက်မှမရှိဘူးသူကmarginal cost က0ဆိုတဲ့ကောင်မှာ scale လို့ကတအားလွယ်ပေါ့နော်သူကဒီပညာနဲ့ပတ်သက်တဲ့လုပ်ငန်းဆိုလို့ရှိရင်တော့သူက scalable ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကတော့သူကခုနကstartup နဲ့ပတ်သက်တဲ့ foundation ပေါ့အဲ့တော့အဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်သူကပထမတစ်ဆင့်ပေါ့နော်ကျွန်တော်တို့ခင်ဗျားတို့အလုပ်တစ်ခုစလုပ်မယ်ဆိုရင်technically ကသူကဘယ်လိုလုပ်မျိုးလဲပေါ့နော်ခင်ဗျားရဲ့ drive ကဘာလဲပေါ့နော်အခြေခံအပြင်အဲ့ဒါကိုခင်ဗျားအရင်စဉ်းစားအောင်နော်ခင်ဗျားရဲ့ drive က ultimate growth ပေါ့နော်ခင်ဗျား billion dollar လုပ်ချင်တယ်ဆိုရင် obviously ခင်ဗျားဗမာပြည်ခွဲတော့မရဘူးတဘောတော့ဘာလို့ဗမာပြည်မှာဒီပညာစတစ်ခုလုပ်မယ်ဆိုရင် technically ကသူကအဲ့လောက် scale ကိုခင်ဗျားသွားဖို့ကဖြစ်တော့ဖြစ်နိုင်တယ်ဒါပေမဲ့ခင်ဗျားအတွက်က infra အနေနဲ့ကျွန်တော်တို့အများကြီး support မရှိဘူးပေါ့နော်သဘောတခုအဲ့တော့ကျွန်တော်တို့ကဒါဗမာလို့ပြောလိုက်လို့ရှင်တော့မြန်မာဆိုတာရှေ့တောင်အာရှအကုန်လုံးကရှိတယ်အဲ့တော့ဟိုပါပေါ့ internet ကလည်းနိုင်ငံတကာမှာရှိနေတော့မြန်မာလို့ခင်ဗျား target ထားရင်တော့ဗမာပြည်ခုလည်း target မထားဘဲနဲ့ internet သုံးတဲ့မြန်မာတိုင်းဆိုရင်တော့ခင်ဗျားရဲ့ market ကအကြီးကြီးရှိတယ်
ဟိုမှာယူရီးယားမှာပဲကျွန်တော်ကြားတာဗမာ10တန်းလောက်ရှိတယ်ပေါ့နော်သဘောတစ်ခုရအဲ့ဒါ BNN မှာလည်းများလာတယ်ဆိုတော့အဲ့ဗမာတွေကသူတို့ရဲ့ economic system တွေပေါ်လာတဲ့အခါမှာအဲ့ဗမာတွေနဲ့သူတို့ရဲ့ adjacent ပေါ့နော်ဗမာတွေရဲ့နားမှာရှိတဲ့တခြားခုနဗမာမဟုတ်တဲ့သူတွေနဲ့ target ထားပြီးတော့ခင်ဗျားကနည်းနည်းသွားမယ်ဆိုရင်တော့ခင်ဗျားအတွက်ကို skill ခင်ဗျားအကြီးသွားလို့ရတယ်ပေါ့နော်အဲ့ဒါတစ်ချက်ပေါ့နောက်ချက်ကကြတဲ့ခါကျတော့ဟိုပါပေါ့နော်မြန်မာပြည်မှာကြတော့ကျွန်တော်တို့ကစီးပွားရေးလုပ်ငန်းဆိုတော့ asset base တွေများတယ်အဲ့ဒါခင်ဗျားလုပ်ငန်းကအိမ်ဘယ်နှစ်ခုလုံးဝယ်ထားလဲပေါ့ဗျာအဲ့ဒါမြေဘယ်လောက်ရှိလဲပေါ့နော်နောက်ပြီးတော့ကားတွေအဲ့ဒါခင်ဗျားဘယ်နှစီးဝယ်ထားလဲဘာလို့ဆိုအဲ့ဒါကရုတ်တရက်ရှိရင်တော့ဟာကွန်ပျူတာကြီးကအတိတ်ပဲတော့မရှိဘူးလို့ထင်ရတယ်ဒါပေမဲ့ဘယ်သူလို့ကျွန်တော်ပြောလို့ကျွန်တော်မိတ်ဆွေတယောက်ဆိုရင်သူကစတာတော့အဲ့လိုနာမည်ကြီးပေါ့နော်အဲ့ဒီ app တွေပါထုတ်လာရုံနဲ့သူကစပြီးတော့သူကစတင်တန်းတွေပါဖွင့်တအားနာမည်ကြီးနာမည်တော့မပြောတော့အဲ့တော့အခုကြတော့သူကအဲ့ဒါနဲ့အဲ့လုပ်ငန်းအောင်မြင်တဲ့ပတ်စံလေးနဲ့သူကချက်အိမ်နေချန်နေဝယ်ပြီးတော့သူကပြန် flip တယ်ဒီမှာပြန်ရောက်လာပေါ့ဗျာအဲ့တော့နောက်ကြတော့သူ့ရဲ့လုပ်ငန်းရဲ့ဝင်ငွေထက်အိမ်ချန်မြေဝယ်ရောက်တဲ့လုပ်ငန်းရဲ့ဝင်ငွေကအဆများစွာပိုရနေတော့သူ့လုပ်ငန်းသူစိတ်ဝင်စားတော့သူဒီဘက်ကိုပဲသူဟိုအေးစစ်စစ်လေးသူနေကျင်သွားတာပေါ့နော်နေကျင်သွားတဲ့ဆိုတဲ့အချိန်မှာသူကသူ့ရဲ့လုပ်ငန်းကြီးသူတအားမတွန်းတော့ဘူးတိတ်လဲသူတအားကြီးမလေးတာအိမ်ချန်မြေပဲအေးစစ်ထိုင်လို့အဲ့ဒါကိုကျွန်တော်တို့ကဗမာပြည်မှာတော့လူနက်ချမ်းသာလို့ခေါ်တယ်လူနက်လေးချမ်းသာတာပေါ့နော်သဘောတစ်ခုအဲ့တော့သူကခမရဲ့ ultimate vision ကခုနကဘယ်လောက်လဲပေါ့နော်တော်ပြီလားပေါ့အဓိကအရေးကြီးတာကဥပမာခမဒေါ်လာ9တန်းလောက်ရရင်တော်ပြီလားပေါ့ဒေါ်လာ9လားတန်း90ရရင်တော်ပြီလားပေါ့ဒါပေမဲ့ဒေါ်လာတန်း1000ရရင်တော်ပြီလား1 billion အဲ့တော့ခမအဲ့လိုမျိုးသူက relentlessly ခင်ဗျာခုန growth ကိုခင်ဗျာအနံ့ခံပြီးတော့တစ်ခုပြီးတစ်ခုခင်ဗျာသွားနေတဲ့လူဆိုလို့ရှိရင်တော့ဒါခင်ဗျာဒါ startup channel သွားတဲ့လူပေါ့နော်ကျွန်တော်မိတ်ဆွေတယောက်ကမကြသေးခင်ကကျွန်တော်ပြောရတာလားသူ့သူပဲဖတ်လာတာမသိဘူးသူအဲ့ဒါကိုသိသွားတယ်သိသွားတော့သူ့ကိုယ်သူခေါ်တဲ့စကားလုံးကဘာခေါ်လဲဆိုတော့ကျွန်တော်က indie hacker ပေါ့နော် indie hacker အဲ့ဒါ indie entrepreneur လို့ခေါ်တယ်သူ့ကိုယ်သူခေါ်တယ်ဘာလို့ဆိုတော့သူကကျွန်တော်တော်ပြီးတဲ့3000ရလို့ရှိရင်ကျွန်တော်ကဒီလုပ်ငန်းကိုဆက်ပြီးတော့သူကျွန်တော်တအားမတွန်းတော့ဘူးတဲ့3000ရရင်တော်ပြီအဲ့တော့ကျွန်တော်အဲ့လို3000ရတဲ့ဟာလေးကိုကျွန်တော်က diversify ပေါ့ at least အခု100လောက်ထုတ်လိုက်ပြီးတော့အဲ့အခု100လောက်ကမှသူက3000နဲ့ at least နှစ်ခုလောက်ရရင်တော်ပြီတဲ့လေလေရှာအဲ့တော့ပုံမှန်ပေါ့ပါ app တစ်ခုထုတ်မယ်ဆိုရင်တော့ခင်ဗျာဘယ်ညာပေါ့နော်ဟလာတစ်လ15သိန်းပြီးဟလာအဲ့မှာ tech သမား15သိန်းဟလာ business သမား15သိန်း app လေးကို app store မှာတင်ပြီးတော့ maintain လုပ်ပြီးအဲ့ဒီကောင်လေးနည်းနည်းပါဖောက်လိုက်ပြီးတော့သူကဟလာ KB ပါညာချိန်လိုက်တယ်ဆိုလို့ရှိရင်လည်းသူကတုံတန်သိန်းဟလာ900 1000လောက်ရ app တစ်ခုခင်ဗျာထုတ်လို့ရတယ်သဘောတခုအဲ့တော့သူက technically ကအဲ့တော့ကိုယ့်ရဲ့ choice ကပါလဲပေါ့နော်သူကကျွန်တော်ရဲ့ UA ဟို suggestion ကတော့ခင်ဗျားအနေနဲ့နံပါတ်1ဘယ်ရစားလဲဆိုရင်ဟုတ်လားဘယ်ရောက်ချင်လဲဆိုရင်နေရာစားတယ်အဲ့လိုစားတယ်ဆိုတဲ့အချိန်မှာခင်ဗျားအနေနဲ့ ultimate group ခင်ဗျားအမြဲတမ်းအနံ့ခံပြီးတော့အချိန်နဲ့ကိုယ့်ကိုယ်တောက်လျှောက်သွားခြင်းနဲ့တူတာဒါမှမဟုတ်ရှင် lifestyle entrepreneur ဆိုတာကြောင့်ကိုယ့်ကိုယ်ပြောဝါးနဲ့ဟာလာပတ်စံလေးရပြီးတော့ easy ဟာလာခုန enjoy ဖြစ်ခြင်းနဲ့တူတာဒါမှမဟုတ်ရှင်ခုနက indie hacker ပေါ့နော်သူကအသက်ဆန်းလေးတော့ဖန်တီးမယ်ဒါပေမဲ့သူကtechnically ကသူကနည်းနည်းလေးပတ်စံရရင်တော်ပြီပေါ့နော်တအားကြီးခုန push မလုပ်တော့ဘူးဆိုတဲ့လူလားဘာတူလဲပေါ့နော်ဆိုတော့အဲ့ဒါကဒါကတော့ခုန first thing ပေါ့နော်တို့ခင်ဗျားခုနဟိုဒုက္ခရောက်တာမရောက်တာတွေဘာတွေကတော့သူကအဲ့ဒါတွေကသဘာဝပဲသူကဒုက္ခဆိုတာသူကဘောလုံးစကားနဲ့ပြောလို့ရှိရင်စီးပွားရေးလုပ်ငန်းဆိုတာခုနပြောရတာပေါ့နော် make something people really really love ပေါ့နော်လူတွေကတကယ်ကြိုက်တာကိုခင်ဗျားလုပ်တယ်ဆိုလေအဲ့ဒါကလူတွေဘာကြိုက်မှမခင်ဗျားမသိတာနောက်ဒီနေ့ခင်ဗျား product ကိုလူတွေကကြိုက်နေပြီးတော့မနေ့ကမကြိုက်တော့ဘူးဆိုတာဖြစ်နေတယ်အဲ့ကြောင့်သူကအဲ့ဒါကြီးကသူကဟိုလက်တွေ့မှာက subjective တအားဖြစ်တော့သူကနံပါတ်1ကပြူးပြဲကြည့်ရတယ်ပေါ့နော်တောင်းစီအောင်လဲကြည့်ပြီးတော့သူကကိုကပေါက်နေရဆိုလဲတောက်လျှောက်ကကိုယ့်ရဲ့အောင်လို့မကြတော့ဘူးနော်သဘောလို့ကိုရလောက်ရတာရှိတဲ့ကြောင့်မလို့ကျွန်တော်တို့ကဟာလာ business မှာ ups and downs ဆိုတာဒီက just normal ပဲလေရှိအဲ့တော့နောက်တစ်ခုက base decision ကမှန်ပြီးတော့ base decision ကမှားမယ်ဆိုတော့သူကဟိုတိကျတဲ့definition မရှိဘူးမှန်ပါအဲ့တော့ဆရာဝန် engineer ပညာတော့မှဆရာဝန်ဆိုလဲဟာလာခုနကဟာလာဆရာဝန်ပညာသင်ဟာလာပြီးတော့ခုနက house surgery တွေဘာတွေလုပ်ပြီးတော့ခုန GP လုပ်ပြီးတော့စာမဖြစ် master တက်ဆိုတော့သူကတလန်းချောင်းရှိတယ် engineer ဆိုတဲ့ခါတင်မောလိုက်မှာဆိုရင်တင်မောမှာ doc ဆင်ပြီးတော့တင်မော experience ယူဆောင်မပြန်ဖြစ်ဆက်ချုပ်ပါကြတာပြီးတော့ captain ဖြစ်ပါဖြစ်ပေါ့နော်လမ်းကြောင်းမရှိတယ်လေဒါပေမဲ့သူက entrepreneurship နဲ့ဒီဘက်ကစီးပွားရေးလုပ်ငန်းကိုဆောင်ရွက်တဲ့နေရာမှာကြတော့သူတိကျတဲ့ definition တွေမရှိဘူးတယ်လေရှိအဲ့တော့အဲ့ကြောင့်သူကဖြစ်ရင်ဖြစ်သွားတယ်လို့မှမဖြစ်မဖြစ်ဘူးလို့မှတ်ဆိုတဲ့အခါသူက subjective တအားဖြစ်တယ်ဆိုတဲ့အချိန်မှာပထမတစ်ဆင့်ကတော့သူကခုနအနံ့ခံတာပေါ့နော်ခင်ဗျားရဲ့အောင်မြင်မှုအနံ့ခံတာဘာကိုအနံ့ခံတာလဲပေါ့အဲ့ဒါအရေးကြီးတာဘာလို့ဆိုတော့နေ့စဉ်ခင်ဗျားကြံတိုင်းမစင်းစားနဲ့အဲ့ဒီအနံ့ခံတဲ့ဒီအနံ့လေးမပြောက်သွားအောင်သူကအဲ့ဒါကိုမှသူကအဲ့ဒီအနံ့လေးကိုမှ gut feeling ပေါ့နော်ခင်ဗျားနေ့စဉ်ဆုံးဖြတ်
ဆုံးဖြတ်တာဆိုတော့အဲ့ဒါလေးကပထမအဆင့်ပေါ့နော်ပြီးတော့မှခင်ဗျားတကယ်လို့ဟာလာနည်းပညာဆိုလို့ရှိရင်ခင်ဗျားပတ်စံရှိလာရင်ဟာလာ tech နဲ့ပတ်သက်ရင် CTO ငှားလိုက်တကယ်လို့ဟာလာ marketing ကိုခင်ဗျား scale လုပ်မယ်ဆိုရင်ဒါဟာလာ marketing ကိုခင်ဗျားခေါင်းခေါက်ပြီးခင်ဗျားရွေးလိုက်ဒီလေးရှိရပြီးတော့ခင်ဗျားကိုယ်တိုင်လည်းပတ်စံနည်းနည်းရှိလာလို့ဟာလာခုန tech သမားကိုဘယ်လိုငှားရမလဲဟာလာ marketing ကိုဘယ်လိုခင်ဗျားငှားရမလဲခင်ဗျားမသိဘူးဆိုရင်စစချင်း tech နည်းပညာဆိုလဲကိုကလေ့လာလိုက်ဘာမှမခက်တော့ဟိုလာ bootcamp တစ်ခုသွားတက်လိုက်ဒေါ်လာနည်းပါးပေးလိုက်ရင်သူ tax ဆိုတာဘာဆိုတာအချမ်းမြင့်သိသွားတယ်ဒီကောင်ကဘယ်လိုခိုင်းရလဲသိသွားဒါဆိုရင်ဒီကောင်ကပတ်စံပေးတာတန်လားမတန်ဘူးလားဒါတော့ကတော့ငါလည်းရေးလို့ရတာပဲငါလည်းရေးလို့မရတဲ့ဟာပါလေဒါဆိုပြီးသွားအောင်အဲ့လိုပဲဒီဘက်ကခုနကဟာလာ marketing ဆိုရင် marketing ကဘယ်သူကလုပ်မှာလဲပေါ့နော်လေးခုပေါ့ကိုကဘယ်နေရာတန်လဲပေါ့နော်ကိုတန်လုံးနေရာဒါပြီးကျန်တဲ့နေရာသူများကိုပေးရတာပေါ့အဲ့ဒါဒီပေါ့နော်အဲ့ဒါဆိုတော့ဒါကတော့ပနာမအနေနဲ့ပြန်ပြီးတော့ပြန်ချုပ်လို့ရှင်တော့ဘာကိုခင်ဗျားအနေနဲ့သိဖို့လိုလဲဆိုလို့ရှင်ဒါမှမဟုတ်ရှင်လည်းသတိထားဖို့လိုလဲဆိုလို့ရှင်ကိုယ့်ရဲ့ direction ကဘယ်ကိုသွားတာလဲပေါ့နော်လည်းလည်းရှိရပြီးရင်ကိုဘာကိုအနံ့ခံတာလဲပေါ့အဲ့ဒါအရေးကြီးပါတယ်ဆိုတော့ကျန်တဲ့ဟာတွေကတော့နောက်ကမှသူက secondary ပေါ့နော်primary ကအဲ့ဒါပဲအဲ့လိုပဲထင်ပါတယ်အဲ့မှာတချို့ကပြောတာပေါ့နော်ဒီလိုမျိုးခုနလိုပေါ့နော် idea ပေါ်မူတည်ပြီးကိုဖြစ်ချင်တဲ့ကိုလုပ်ပေးချင်တဲ့ idea တခုရှိကြတာကိုအသေးတဲ့အကောင့်ထဲပေါ်တဲ့သူတွေရှိတယ်ပေါ့နော်နောက်တစ်ခုကကျတော့အခုနပြဿနာပေါ့နော်ဒီ market ကိုမြင်တဲ့ industry ထဲမှာလိုနေတဲ့ပြဿနာတစ်ခုကိုဖြေရှင်းဖို့ကြိုးစားကြတာပေါ့နော်တချို့ကကျတော့ idea ကိုအရင်ထိုးထည့်တာမျိုးရှိဆိုတော့အဲ့ဒီနေရာမှာပေါ့နော်ဘယ်ဟာအရေးကြီးလဲဒါမှမဟုတ်ပြဿနာကိုဖြေရှင်းဖို့နောက်ကိုလိုက်တင်လားပြဿနာကိုလိုက်ရှာတင်လားကိုယ့်ရဲ့ industry ထဲမှာဒါမှမဟုတ်ခုမှ idea ရှိနေဆိုလို့ရှိရင်လည်းအဲ့ဒီ idea ကို market ထဲရောက်ဖို့ကိုဘယ်လိုမျိုးထည့်တင်လဲပေါ့နော်တိုင်းကားတွေမှာလို့ပေါ့သူကမွေတိုင်းကျင့်ရောတချို့ကမြောက်တိုင်းတချို့ကဂျပန်ကျတော့သူက shift ထုတ်တယ်ခါပြန်ပြီးတော့ပြန်ထည့်လိုက်ရင်သူကအလေးအောင်ချက်လက်သွားပြီးတော့ကျန်တဲ့ကောင်တည်သွားအောင်နော်အဲ့တော့อืมဘယ်လိုနည်းနဲ့ဖြစ်ဖြစ်သူကဟာလာဟို there are many ways to skin a cat ပေါ့သူကဟိုကြောင်ကောင်ရေပုံခေါ်တဲ့နည်းအများကြီးရှိဒါပေမဲ့ อืม as long as ဒီကခုန result ရရင်ပြီးရောပေါ့နော်ပထမဆင်ရတော့အဲဒါကြောင့်သူကဘယ်ဟာပဲစသူကမှန်တယ်မှားတယ်ဆိုတာတကယ်မရှိဘူးအဲ့တော့ခုနပြောလို့ဆရာဝန်ကြီးနေရာပညာလိုမျိုးသူကအင်ဂျင်နီယာပညာမှာကျတော့သူကတခုခုချော်သွားလို့ရှိရင်သူကဒီတိုက်ကပြိုသွားတာရှင်တိုက်ဆောက်တွေကိုတိုက်ကပြိုသွားတာပေါ့နော်ဒုံးမြန်ဆောက်တွေကိုဒုံးမြန်မတက်ဘဲနဲ့လူတွေတည်သွားတာဖြစ်နေဒါပေမဲ့သူကစီးပွားရေးလုပ်ငန်းကြောင့်သူကခုနဟိုဘာမှမသိတယ်ဆိုတာခုန subjectivity နဲ့ complexity တခုကိုအခြေခံတာမို့လို့သူကဘယ်ကစအတူတူပဲမှာအဲဒါကြောင့် तू ကအရေးကြီးတာကကျတော့ခုနဒီအောင်မြင်မှုပေါ့ကိုယ့်ရဲ့အောင်မြင်မှုကဘာလဲဆိုတော့အနံ့ခံမှုကကျန်တာလည်းပိုအရေးကြီးတာပေါ့နော်တဘောတစ်ခုရအဲဒါကြောင့် तू ကကိုယ့်ရဲ့အောင်မြင်မှုကဘာလဲဥပမာထားပါတော့ idea နဲ့စတဲ့ကောင်တကယ်ချင်းတယောက်ရှိတယ်ဟလာဘာလဲဆိုတော့ तू ကဘားတစ်ခုဖွင့်လိုက်တယ်ဟုတ်လားဘားတစ်ခုဖွင့်တော့ဟာ तू ဘာသူစိတ်ကြိုက်ဖွင့်သူစိတ်ကြိုက်ဖွင့်တော့ तू ကသူစိတ်ကြိုက်ဆိုတဲ့အတိုင်းပဲသူစိတ်ကြိုက်ဘန်းထဲသူစိတ်ကြိုက်အကုန်လုံးထည့်တာပေါ့နော်ဘယ်လိုလို့ပြောတော့ဗောအဲတကယ်ချင်းရင်းနှီးတဲ့တရားအဲ့တော့အဲ့ဒါထည့်တော့ခွက်ခွက်လန်အောင်ရှုံး သူอืมဘာကသူကဘီယာဆိုင်မကြအဖြူကောင်နေထိုင်နေခုနဟိုပေါ့ fancy ခုနဒီဟိုပေါ့ဘာခုန European style မကြသဘောစကားဖြစ်နေတော့သူကရှိကိုဘယ်သူမှမလာဘူးအဲ့ဒါနဲ့သူ့လူငယ်ကြီးကရှုံးသွားတော့အဲ့ဒါနဲ့သူ့ပတ်စံနေတော့သူကနောက်ထပ်နာမည်ကြီးပိုင်းမှာလိုက်ပြီးခွဲပြီး investment ထည့်အဲ့ဘာကြီးအောင်မြင်ထားပါအဲ့လိုမျိုးอืมအဲ့သူကတော့ခုနကိုယ်ပိုင်ဘားတော့အောင်မြင်ဒါပေမဲ့သူများမှပတ်စံထည့်တာတော့သူကပတ်စံသူ့ပတ်စံမရှုံးဘူးပေါ့နော်တဘောလို့အဲ့တကယ်ကြီးတယောက်ရှိတယ်အဲ့တော့ပြောချင်တဲ့ point ကအဲ့ဒါဘာလဲဆိုလို့ရှိရင်ခင်ဗျားကဟိုပတ်စံဆောင်အောင်ချမ်းသာပတ်စံတအားချမ်းသာလို့ခင်ဗျာဘောလုံးသင်းကိုခင်ဗျာဝယ်မဲ့လူလားဒါဆိုလို့ရှိရင်ခင်ဗျာပတ်စံရင်ချမ်းသာခြင်းတဲ့တတိဗျာအဲ့ဒါဘောလုံးသင်းနာမည်ကြီးအင်္ဂလန်ကဘောလုံးသင်းကဝယ်သွားတယ်အဲ့ဒါဆိုရင်ခင်ဗျာဝါနာပါလို့ဝယ်တာပေါ့နော်အဲ့တော့အဲ့ဒါကတစ်မျိုးပေါ့နောက်တစ်မျိုးကကြတဲ့ခါကျတော့ခင်ဗျာရဲ့ဘဝကိုတည်ဆောက်ဖို့အတွက်ခင်ဗျာရဲ့ဒီ income အတွက်ခင်ဗျာရဲ့ wealth အတွက်ပေါ့နော်ဓာတ်ရိုက်တရားမှုရှိတဲ့အလုပ်တစ်ခုကိုလုပ်မှာလားပေါ့နော်လေအဲ့တော့ again ခုနပြောတဲ့အစမှတ်ကအရေးမကြီးဘူးအရေးကြီးတာကခင်ဗျာခုန objective ကဘာလဲပေါ့ခင်ဗျာဖြစ်ချင်တာပါဖြစ်ချင်တာကိုခင်ဗျာလုပ်နေတာပေါ့နော်ဒီကအဲ့ဒါပဲအရေးကြီးอืတာมအဲ့တော့ခုနကကိစ္စပြန်သွားလို့ရှိရင်ခေါင်းစဉ်ကအရေးကြီးတာကိုရလက်ကအရေးကြီးတာပေါ့နော်လုပ်ရက်ကသူကဟိုရလက်ကိုရဖို့ဆိုရင်လုပ်ရက်ကဒါလုပ်ကြည့်လို့ဖြစ်ချင်မှဖြစ်တယ်ဆိုတော့တစ်ခုပြောင်းလို့မှာပဲလေအဲကြောင့်သူကဘာလုပ်ရက်ကဘယ်ကဆက်စားရလက်ကဘာလုပ်ချင်လဲပေါ့နော်သဘောတစ်ခုရတကယ်လို့ကိုစိတ်ကြိုက်ခုနကဘာလုပ်မယ်ခုနလူတွေကြိုက်တယ်မကြိုက်တယ်ဂရုမစိုက်ဘူးဆိုလည်းရတယ်ဒါပေမဲ့ချိုးချတဲ့ခါကျတော့လေလူကြိုက်တယ်မကြိုက်တာဂရုမစိုက်ကိုစိတ်ကြိုက်လုပ်နေနေအပေါက်ဝိုင်းလို့လည်းရှိတယ်သူကtechnically ကဟိုတချို့ကိစ္စတွေကသူတအားခုနပြော complex ဖြစ်တာပေါ့နော်သူကပြောရတာနည်းနည်းရှုပ်တယ်ဆိုတဲ့အချိန်မှာသူကခုနကပုံမှန်ဆိုလို့ရှိရင်တော့သူကဟို black နဲ့ white နဲ့ပေါ့နော် simple လို့ခေါ်တာပေါ့ simple thinking ဆိုတာDave Knowles ဆိုတဲ့ပုဂ္ဂိုလ်ကြီးကသူက Kenneth Fin လို့ခေါ်တယ် Kenneth Fin ဆိုတာ
ကလူတွေအားတဲ့ပြဿနာတစ်ခုကိုကြည့်ရရှုတော့ကြည့်ပုံကြည့်နည်းက၄မျိုးရှိတယ်တဲ့နံပါတ်၁ကကျတော့သူကခုနကsimple thinking ပေါ့ဒါမှားတယ်ဒါမှန်တယ်ဟဲ့လားအမှန်နဲ့အမှားအကောင်းနဲ့ဆိုဖြူနဲ့အမဲပေါ့နော်အဲ့လိုစဉ်းစားရလို့ရှိတယ်တချို့ကိစ္စကြတော့တဲ့သူကဟိုအဲ့လိုစဉ်းစားလို့မရဘဲနဲ့ပြဿနာတက်နေမီးလောင်နေမီးလောင်နေတော့ခင်ဗျားဟလာခုနလွတ်အောင်ခိုင်းမပြေးပဲနဲ့ဘလို့ပြေးအောင်စဉ်းစားနေခိုင်းပြီးတဲ့ပါအဲ့တော့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒါ chaos ဆိုခေါ်တယ်simple နဲ့ chaos ပေါ့နော်ပြီးတော့မှသူက communicated mode ဆိုတာခုနဆရာဝန် engineer လို့ပေါ့သူကအခြေခံအဖြစ်ကတော့သူကခင်ဗျားရှိမှာဟလာခုနကအစာရင်ယောဂရှိတယ်အစာရင်မှာခုနဘာပြောခင်ဗျားရှိမှာကြောက်ပေါ့စီးမှာကြောက်တယ်ဆိုခင်ဗျားကြောက်ပြီးခြေလိုက်ဖို့လိုတယ်ဒါဆိုတာကကြတော့သူကအဖြေတော့ရှိတယ်ဒါပေမဲ့ communicated ဖြစ်communicate ဖြစ်တယ်ဆိုတာကဘာလဲဆိုတော့သူကခင်ဗျားဒါကိုခင်ဗျားခုနခင်ဗျားရဲ့diagnosis လုပ်မှာဘာလုပ်မှာညာလုပ်မှာအဲ့ဒါကြီးလုပ်ပြီးတော့မှသူကအဲ့ဒီဟိုပါပေါ့နော် calculation တွေအများကြီးလုပ်ပြီးတော့မှဒါခင်ဗျားအဖြေထွက်အောင်တွက်ရတယ်အဲ့တော့သူကချင်းကပ်ပုံက3 5မိနစ်အဲ့တော့ communicated mode လို့ခေါ်တယ်အဲ့ကောင်ကျတော့အဖြေရှိတယ်ဒါပေမဲ့သူကဟိုတွက်နည်းတွေရှုပ်နောက်တစ်ခုကကျတော့ complex mode လို့ခေါ်တယ် complex mode ကကျတော့အဖြေရှိတယ်တွက်နည်းတွေလည်းရှုပ်တယ်ပြင်မှာအဖြေလည်းတိကျအောင်ပြောနိုင်တယ်စမ်းသပ်ကြည့်ရမယ့်ဟာဆိုပြီး mode က၄ခုရှိတယ်ဒါပေမဲ့အခြေခံအဖြစ်တော့ဘယ်အခြေအနေတစ်ခုကခုန mode ၄ခုမှာဘယ် mode မှာရောက်နေလဲဆိုတာခင်ဗျားမသိနိုင်မှန်လိုက်လို့ရှိရင်အဲကြောင့် तू ကဟိုဒါပေမဲ့လူရယ်လို့ဖြစ်လာလို့ရှိရင်တော့ तू က decision ချပြီးလို့ခင်ဗျားလုပ်ငန်းတစ်ခုစတယ်စလို့ရှိရင်တော့လုပ်ငန်းကိုခင်ဗျားဆက်လုပ်သွားတာပဲတဘောအဲကြောင့် तू ကရုပ်တရက်ကြည့်တယ်ဆိုလို့ရှိရင်တော့ဒါတွေကဟိုကြောင်းတက်တယ်လို့စဉ်းစားလို့ရှိရင် तू အမှန်နဲ့အမှားကောင်းတယ်ဆိုအဖြစ်နဲ့အပြည့်အဲ့ဒါပြီးလို့ရှိရင်ဇေယျလေးကိုထည့်လိုက်အဖြေထွက်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ကသွားလို့ရတယ်လို့ထင်ရတယ်ဒါပေမဲ့ business နဲ့ဒီဘက်ကအပိုင်းတွေတော်တော်များသူ quasi science လို့ခေါ်တယ်ဒါ quasi science ဆိုတဲ့ဘောတရားကသူကအဖြေမရှိဘူးဒါပေမဲ့တဲ့ခင်ဗျားစဉ်းစားတွေးခေါ်တာမှာအထောက်အကူဖြစ်အောင်နော်ခင်ဗျားရှုထောင့်လေးနဲ့ကြည့်လို့ရတယ်ဒါပေမဲ့အဲရှုထောင့်လေးတွေရဲ့အဓိကရည်ရွယ်ချက်ကခင်ဗျား decision ကိုခင်ဗျားပြန်ပြီးတော့ conviction ရအောင် clarity ရအောင်ပြန်ပြီးတော့ကိုယ့်ကိုပြန်ရှင်းအောင်ပြန်မေးတာပဲရှိတယ်လေရှင်သူကတိကျတဲ့ခုနအဖြေရမယ်လို့ခင်ဗျားမလို့လို့များအဲကြောင့်ကျွန်တော်ကမှန်ပြီသူများမှားဆိုတာမရှိသလိုအဲ့ဒါဘာလို့ဆိုရင် तू ကမှန်ပြီကိုမှားဆိုတာလည်းမရှိဘူးလေဒါပေမဲ့စီးပွားရေးလုပ်ငန်းအရတော့ယနေ့ခုနလုပ်ငန်းအသက်ရှင်မှုဆိုရင်တို့လေပတ်နေရပြီးရင်အသက်ဝင်အသက်ရှင်ပြီးလို့ရှိရင်အသက်ရှည်ဖို့အသက်ကြီးဖို့ပေါ့နော်ပြထွားလာဖို့ပေါ့ဒါလေးတွေကကြောင့် तू က the reality တွေအဲ့ဒါတွေကခင်ဗျားကိုခုနကတကယ် reality ကခင်ဗျားကိုပြလို့ရှိရင်အဲ့ reality ပေါ်မူတည်ပြီးတော့ခင်ဗျားကနောက်ထပ်လုံးမဲ့လို့ခင်ဗျားဆုံးဖြတ်ရင်လုံးလိုက်အဲ့လုံးတဲ့ result ကခင်ဗျားထွက်လာထွက်တဲ့ result ခင်ဗျားလိုအဲ့တော့မှ तू ကတဖြည်းဖြည်းနဲ့ practically ခင်ဗျားအရှိကိုရွှေ့သွားမှာဒါပဲတပူအဲ့တော့ तू ကလက်တွေ့မှာကြားတဲ့ခါအဲ့ဒါကဟိုငကိုထင်ထားတဲ့ shiny object လို့ခေါ်တယ်ထင်ထားတဲ့ဟာတွေနဲ့ဆိုမဆိုင်တော့ဆိုင်နေဘူး။ဒါအများအားဖြင့်တော့ကိုကတော့ shiny object တစ်ခုကို drop လုပ်ထားရဆိုလို့ရှိရင်တော့ကိုကဒါလေးတွေမှာအဟုတ်လို့ထင်ရတယ်ဒါပေမဲ့တကယ်တမ်းလက်တွေ့လုပ်တယ်ဆိုလို့ရှိရင်ကြားတဲ့ခါခုနကကျွန်တော်ပြောတဲ့အနက်ခံနံပါတ်1ကအနက်ပေါ့နော်။ခင်ဗျာဘယ်ကိုသွားနေလဲပေါ့နော်။ခင်ဗျာဘာတူလဲဘယ်ကိုသွားနေလဲ။နံပါတ်2ကကြတော့အဲ့ဒီဟာကရောက်ပြီလားမရောက်ဘူးလားဆိုတာကျွန်တော်ခင်ဗျာခုနကခင်ဗျာလက်ရှိ data ကိုကြည့်လိုက်ရင်ဒီ data ပေါ့နော် data ဆိုတာခုနကရလက်ပေါ့ရလက်ခင်ဗျာတစ်ခုနဲ့တိုင်းကြည့် data ထွက်လာခင်ဗျာတကယ်လို့ခင်ဗျာ app တစ်ခုထုတ်တယ်ဆို user ဘယ်နှစ်ယောက်ရှိအဲ user တွေကဘယ်လောက် active ဖြစ်တယ်ပြီးရင်တယောက်ကဘယ်လောက်ပေးလဲပြီးရင်သူတို့ရဲ့ user group လောက်ရှိတဘောတခု right ဒါလေးတွေကြည့်လိုက်ရင်ခင်ဗျာမြင်ရဟာအဲ့ဒါ user တယောက်မှမရှိတော့ငါ app ကဘယ်လောက်ကောင်းတယ်ပြော user မရှိရင်ဘာလို့မရအဲ့လိုပေါ့နော်ခုရဲ့ခုန marketing ဆိုလဲ marketing မှာဟလာ client ဘယ်နှစ်ယောက်ရှိတယ်ရှိ client တွေကခင်ဗျာ consistently လာတာဘယ်လောက်ဟောပေါ့ဝင်ငွေဘယ်လောက်ပေးနေလဲဟလာပေးနေပြီးအဲ့ဒါမှဟလာဘာလဲဆိုလို့ရှိရင်ဒီဟာရဲ့ဆယ်စားတိုးရတာလွယ်တာပေါ့နော်အဲ့တော့ तू ကတကယ်လို့ setup ဆိုတဲ့ keyword နဲ့ပြန်ဆက်တယ်ဆိုလို့ရှိရင်တော့ तू က highly ခုန high growth ပေါ့နော် high growth highly scalable ဟာတခုခင်ဗျားလုပ်မယ်ဆိုရင်တော့ခင်ဗျားဘာမလုပ်ရဘူးလဲဆိုတော့ technically ကခင်ဗျားအနေနဲ့ကဒီဟွာမလုပ်ရဘူးပေါ့နော်သဘောတခုရတနေရာမှာကျင့်တတ်မနေရဘူးခင်ဗျားဒီ business as usual လို့ခေါ်တယ်ခင်ဗျားရဲ့ rate တစ်ခုခင်ဗျားကဇာနဲ့ချဲ့ဖို့အမြဲတမ်းဆင်ញံကြံနေရတယ်ပေါ့နော်ဒါလည်းဆင်ញံကြံနေရတယ်မဟုတ်ခင်ဗျားလိုချင်မှကြံနေရတယ်လိုချင်တယ်ပြောပြီးတော့မကြံနေဘူးဆိုလေ you are just try to let လာဟောဘယ်လိုခေါ်မလဲ you are just အဲ့တော့ if you don't get what you want in life ပေါ့နော်ခင်ဗျားလိုချင်တာမရဘူးဆိုရင် you might not really want it ခင်ဗျားတကယ်လိုချင်တာဖြစ်နိုင်တယ် or you are trying to bargain over the price ပေါ့နော်ခင်ဗျားပေးဆက်ရမယ့်အခြေအနေကိုခင်ဗျားကဘယ်လောက်ပေးရမလဲဆိုတော့ခင်ဗျားကိုယ့်ကိုဇဝေစွာဖြစ်နေလို့ဖြစ်နေတာပေါ့อืมဆိုတော့အဲ့ဒီမှာပေါ့နော်ကျွန်တော်ကြားလိုက်ရတာလေးရှိရပေါ့နော်ဥပမာကိုယ့်အကော clarity ရှိဖို့လိုတယ် decision making ကောင်းမှုလိုတယ်ပြီးတော့လို့ရှိရင်ရလဒ် data တွေကိုခုနလိုမျိုး reflect လုပ်နိုင်ဖို့လိုတယ်ဆိုတော့ဒါလေးတွေကြားလိုက်ရပါပေါ့နော်ဆိုတော့အဲ့လိုမျိုး run နေပြီပေါ့နော်ကိုကခုန startup run နေတယ်ဆို state မှာရောက်ပြီဟို owning ခွန်းနေဟိုလုပ်ဒီလုပ်ပေါ့အဲ့လိုမျိုးတွေတွားနေတဲ့တောက်လျှောက်မှာအရေးကြီးဆုံး stage တစ်ခုဆိုလို့ရှိရင်အဲ့ skill ကဘာဖြစ်မလဲဥပမာခုနလို critical thinking လားဒါမှမဟုတ် technical skill ရှိဖို့ကောင်းမှုကိုပဲဖြည့်နေရမှာလားအဲ့တော့ skill တစ်ခုအနေနဲ့ဆိုလို့ရှိရင်အရေးအကြီးဆုံး
skill ကဘာဖြစ်မလဲခုနကတောင်းခံနိုင်ဖို့တောက်လျှောက်သွားနိုင်ဖို့ဆိုလို့ရှိရင်မှန်ပါတော့အဲ့ဒါလေး skill ဆိုတဲ့ဟာကတကယ်က entrepreneur skill ဆိုတော့အခြေခံပြန်သူကဟောပေါ့နော်အများကြီးတော့နှစ်ပိုင်းရှိတာပေါ့သူကဟိုတစ်ပိုင်းကကြတော့သူကဘာကိုတိဆောက်ရလဲဆိုတော့အနက်ခံတယ်ဆိုတော့သူကအနက်ပေါ့အနက်ခံတယ်ဆိုတော့ပေါ့နော်အဲ့ဒါကို affectation လို့ခေါ်တာ affectation ဆိုတာသူကရှိရတဲ့ဖြစ်အောင်လုပ်ပြီးတော့အနက်ခံတယ်ဆိုတော့ပေါ့ဗျာဒီလေဆရာသူကအများအားဖြင့်တော့စိတ်မရောက်ခင်များကုန်ပြီးတော့မရှိရစိတ်တက်ကြရဆိုတဲ့ဟာလူတွေမှာဖြစ်တတ်တယ်အဲ့တော့အဲ့ဒါကိုသူကကိုယ် skill တစ်ခုတည်ဆောက်တာပေါ့အနက်ခံတာပေါ့အနက်ခံတယ်ဆိုတာငါ့မှာဘာတွေရှိလဲဘာတွေရောင်းလို့ရတယ်ပေါ့နော်အဲ့ဒါတစ်ပိုင်းအဲ့ affectation skill လို့ခေါ်တယ်နောက် skill တစ်ခုကကျတော့ call sell skill လို့ခေါ်တယ် call sell ဆိုတာကသူကဘာလဲဆိုလို့ရှိရင်သူကရားလက်ကနေပြောင်းပြတွေ့တာပေါ့နော်အဲ့တော့သူကထားပါတော့ဥပမာခင်ဗျားခုန1 billion လို့ကျင်တယ်ပေါ့နော်ဒါဆိုရင်သူကအဲ့1 billion ဆိုတဲ့ရှုတော့ねခင်ဗျား sunset လို့လို့တာသဘောတစ်ခုရအဲ့ဒါကိုဘယ်လိုသွားမလဲပေါ့နော်ခင်ဗျားစိတ်ထဲမှာ1 billion ရောက်ဖို့သွားတဲ့လမ်းကြောင်းဒီအဲ့ဒါအမြန်ဆုံးရဖို့အမြန်ဆုံးရှာအဲ့ဒါကျတော့ခုန call sales skill လို့အဲ့ဒီတစ်ခုကသူကဟိုဘက်ဒီဘက်အဲ့ဒါ balance ဖြစ်ရတာပေါ့နော်အဲ့ balance ဖြစ်တယ်ဆိုတဲ့ဟာကိုကျတော့သူကဟိုဟာလို့ခေါ်တယ် hacking လို့ခေါ်တယ် hacking ဆိုတဲ့သဘောတရားနော်ဘယ်ခွေးမှာဘယ်တက်နဲ့ခင်ဗျားလှုံမလဲပေါ့နော်အဲ့တော့အဲ့ဒါကခင်ဗျားကအမြဲတမ်း balance လုပ်နေအောင်ဒါပေမဲ့အဲ့ဒီကောင်တွေကသူကဟိုလိုမျိုးစာလိုလေ့ကျင့်တာတဲ့စာလိုလိုက်ဖတ်တာတဲ့စာလို့ရှင်သူကနေ့စဉ်စမ်းစစ်နေတာပေါ့နော်သဘောတူဒါပေမဲ့အလွယ်ကူဆုံးကြည့်ကျင်တယ်ဆိုလို့ကျွန်တော်ရှုထောင့်၄ခုနဲ့ခင်ဗျားကြည့်လို့ရတာပေါ့နော်နံပါတ်၁ကကျတော့ခုန sales and marketing ခုနရောင်းတယ်ခင်ဗျားရဲ့အယောင်းပေါ့အယောင်းကဘယ်လောက်ခင်ဗျားကဟာလာခင်ဗျားကြည့်တဲ့ရှုတဲ့ပြီးတော့အယောင်းနဲ့ပတ်သက်လို့ခင်ဗျားဆုံးဖြတ်ချက်နဲ့ခင်ဗျားဘယ်လောက်နားလေတယ်ပေါ့နော်အယောင်ကိုပစ္စည်းကိုရောင်းတက်လားကိုပစ္စည်းကိုခင်ဗျာကိုယ့်ရဲ့အယောင်အားတက်ဖို့ဘာလုပ်နေလဲပေါ့နော်နံပါတ်2ကကျတော့သူက operation ပေါ့ဗျာ operation ကရောင်းပြီးသွားရင်သူကခင်ဗျားရှိရတစ်ခုဝယ်တယ်ဆိုရင်ဝယ်တဲ့ဟာတစ်ခုကောင်းလာဖို့တက်ကခင်ဗျာ quality ကောင်းကောင်းခင်ဗျာခုန operation ကောင်းကောင်းနဲ့ခင်ဗျာ run အဲ့တော့ခင်ဗျာ operation မှာဘယ်နားတွေဟာလဲပြီးရင်နည်းနည်းနဲ့ less with more ပေါ့နော်ဟုတ်လားဘာဆိုတော့အဲ့ဒါ more with less များများနဲ့နည်းနည်းနဲ့များရအောင်ဘယ်လိုခင်ဗျာ efficient ဖြစ်အောင်လုပ်မယ် operation ပေါ့ဗျာပြီးနံပါတ်3ကကျတော့ capital ပေါ့ capital ကတော့သူကအများအားဖြင့်ကိုယ်ပိုင်လုပ်ငန်းလို့စဉ်းစားလိုက်လို့ရှင်တော့သူကအဲ့ဒီ capital ကအရေးကြီးတာပေါ့နော် capital ဆိုရင်သူကအနည်းဆုံးတော့သူက cash flow ပေါ့ cash flow ဆိုရင်သူကဘာကြည့်တယ်ဆိုတော့တစ်ခုပဲကြည့်တာသူက account payable account receivable နှုတ်လိုက်လို့ရှိရင်သူကခင်ဗျားပတ်စံထွက်လာအောင်ထွက်လာလို့ရှိရင်ခင်ဗျားပတ်စံကတကယ်လည်းရှိဒါကကြတော့ခင်ဗျားအရှိကိုကြည့်တာ account payable account receivable ပတ်စံထွက်လာပြီးတော့မှအဲ့ဒီပတ်စံနဲ့ခင်ဗျားလက်ရှိခင်ဗျားရဲ့ကဏ္ဍမှာရှိတဲ့ပတ်စံနဲ့ပြန်ကြည့်တာပေါ့နော်တကယ်လို့ account payable account receivable နှုတ်ပြီးတော့ခင်ဗျားရနိုင်တဲ့ potential money ပေါ့နော်6လအတွင်းရမယ့်ပတ်စံကဒါတော့300ရှိရဆိုကြပါစို့ဗျာတိုင်လည်းရှိရဒါပေမဲ့အခုလောဆယ်မှာခင်ဗျားလက်ထဲမှာသိန်းပဲရှိရဆိုရင်တော့ခင်ဗျားကအဲ့ဒါ3,500ချီးလိုက်လို့ရတယ်300ချီးရင်ခင်ဗျားကထားပါတော့10%အတူလစဉ်ပေးမယ်ဆိုရင်ဟာလာခင်ဗျားကတစ်လကိုခုနကအဲ17သိန်းခင်ဗျားပေးရဟုတ်တယ်မလို့ရှိရင်17သိန်းပေးပြီးတော့12လခင်ဗျားပြန်ဆပ်မှာဟုတ်တယ်လို့ရှိရင်ဒီနေ့ကိုခင်ဗျားက10% 12လအတူတင်ဆက်မယ်ဆိုဒါဆိုရင်တော့ခင်ဗျား cost of capital ကဘယ်လောက်လဲဆိုတော့တစ်လကို3သိန်းဆိုတော့12လဆို12သိန်း12သိန်းဆိုရင်ခင်ဗျားသိန်း100ကိုခင်ဗျားချီးလိုက်ပြီးတော့7သိန်းသုံးလို့ရှိရင်ခင်ဗျားဘယ်လောက်သုံးလို့ရလဲ96သိန်းသုံးလို့ရတယ်ဒါလေးတွေပေါ့ဒါကကျတော့ခုနက capital financial thinking ပေါ့ဗျာတဘောကအဲ့တော့အဲ့ဒါလေးတွေကတော့သူကအဲသူကကိုယ့်ကိုယ်ဟောပေါ့နော်သုံးချက်တွက်လေးကိုယ့်ကိုမြင်လာအောင်ကျင့်တာပေါ့နော်အဲ့တော့သူက entrepreneur ဆိုအချိန်မရှိတော့အဲ့ဒါလေးတော့မှတ်မိအောင်ဟိုကျွမ်းကျင်အောင်ကျင့်နော်အဲ့တော့သူကအခြေခံဖြစ်တော့sales and marketing skill ရဲ့နောက်ခုနက operation ရဲ့ capital ပေါ့နော်အဲ့သုံးခုပေါ့အဲ့ဒါကျတော့ခင်ဗျားရဲ့ business as usual ပေါ့နော်ခင်ဗျားစီးပွားရေးကိုခင်ဗျားကလိပ်ပတ်လဲနေအောင်ခင်ဗျားလုပ်တဲ့နေရာမှာလိုအပ်တယ်ရှုထောင့်သုံးခုနဲ့အဲ့ရှုထောင့်သုံးခုကကြည့်တဲ့အမြင်တန်အောင်နဲ့အဲ့ဒီမှာခင်ဗျားကဆေးဆိုလို့ရှိရင်ဟိုရောင်းတဲ့အရေအတွက်ကများတဲ့များအောင်ဘယ်လိုချက်မလဲပေါ့ဗျာ operation ဆိုတော့ဟုတ်လားခင်ဗျာ efficient ဖြစ်အောင်ဖြစ်တဲ့ဖြစ်အောင်ဘယ်လိုလုပ်မလဲပေါ့နော်ပြီးလို့ရှိရင် capital ဆိုလေခင်ဗျားရှိမှာခုနကဒီနေ့စဉ်ခင်ဗျား300ပတ်စံရှိလာပေါ့နော်ပြီးတော့မှ profit loss ဆိုတော့ခင်ဗျားဘယ်ဟာကဘယ်လောက်မြတ်နေလဲပေါ့ leverage ပေါ့ပြီးလို့ရှိရင်ခင်ဗျားဘယ်လောက်များများရတယ်ပြီး asset liability ပေါ့နော်ခင်ဗျားရဲ့လုပ်ငန်းဒီသုံးခုပါပဲဒီသုံးခုခင်ဗျားပြန်ပြီးတော့အများနဲ့ချိန်နေဆိုလို့ရှိရင်ဒါဆိုရင်သူကတဖြည်းဖြည်းနောက်ကျတော့သူကကိုယ့်အလုပ်ကိုစိတ်ဝင်စားလို့ရှိရင်တဖြည်းဖြည်းနဲ့ကိုယ့်အလုပ်ကကိုယ်ကျွမ်းကျင်တာပထမအဆင့်မှာတော့သူကခင်ဗျားမသိတော့ရှင်းပြလို့ကိုရှောက်လို့ပြီးတော့ဖြောက်တော့ပေါ့ဗျာဖြောက်တော့ပြီးတဖြည်းဖြည်းကျတော့သူကလောက်တာများလို့ရှိရင်ခင်ဗျားအတွက်အဓိပ္ပာယ်ရှိတဲ့ product သို့မဟုတ် service ကတဖြည်းဖြည်းနဲ့ image ထွက်လာတယ်တကယ်ထွက်လာလို့ရှိရင်အဲ့ဒါလေးကငြိမ်လာတဖြည်းဖြည်းနဲ့နော်ငြိမ်လာလို့ရှိရင်ဒါခင်ဗျားထမင်းစားတာဖြစ်သွားအောင်အဲ့တော့သူကတတိနဲ့ခင်ဗျားစောင့်ကြည့်နေတယ်ဆိုရင်ချိန်စမ်းစစ်ကြည့်နေတယ်ဆိုလို့ရှိရင်ဒါခင်ဗျားအဲ့ဒီဟာတွေကထွက်လာပြီးတော့မှအဲ့ဒါကိုမှခင်ဗျားကညံရဲသုံးပြီးတော့ဒါကိုဘယ်လိုချက်လဲနော်ဒါခင်ဗျားစဉ်းစားဒါပဲစီးပွားရေးလုပ်ငန်းဆိုတော့သူကဟိုရွှေ့ရွှေ့ချက်ချက်မဟုတ်ပါဘူး
အဲ့မှာကျွန်တော်ခုနလိုပေါ့နော် stay လေးတွေကြားလိုက်ရပထမခုန entrepreneur တယောက်ရဲ့ရှိတဲ့ဟာတွေဆိုလို့ရှိရင်ခုနလိုအနမ်းခံနိုင်စွမ်းလို့ပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ကြားရတယ်ပေါ့နော်ပြောလို့ရှိရင်ခုနလိုရလက်ကိုပြောင်းပြန်လန်တွက်တက်ဖို့ဒါတွေကြားရတယ်ပြီးတော့အဲ့မှာ ရလက်က plus ပြန်ကြည့်ရပါတော့ရလက်ကပြန်ကြည့်ဟုတ်တဲ့အခါမှာရလက်ကိုရောက်အောင်သွားဖို့အတွက်ကိုလှေကားနဲ့ဘယ်လိုသွားရဆိုရပါတော့အဲ့ဒါပေါ့အဲ့ဒါဆိုတော့မှသူကရှူတော့နေကြည့်ပြီးတော့မှခေါ်တာကိုဘယ်လိုကိုသွားနေတဲ့နေရာကိုဆွဲဆန့်သွားမလဲဆိုတဲ့ planning ပေါ့နော် planning ကိုသူကဟုတ်အဲ့ဒါ concept လို့ခေါ်တယ်ဟိုကကျတော့ factual လို့ခေါ်တယ် ဟုတ်အဲ့မှာမှကျွန်တော်တို့ခုနထပ်ပြီးတော့မှခုန sales and marketing operation capital ဒီသုံးချက်လို့တယ်ပေါ့နော်ဆိုတော့အဲ့ဒါဟာကျွန်တော်အခုနောက်ထပ်မိကွန်းတစ်ခုနဲ့ဆက်မှုရှိလို့ကျွန်တော်တခါတည်းမေးချင်လိုက်တော့မေးလိုက်ပြီပေါ့နော်ဆိုတော့အဲ့ဒါကဘာလဲဆိုတော့ခုန financial needs တွေပေါ့ခုတောက်လျှောက်မှာကျွန်တော်ခုန VC ခုနဒါတွေကြားရတယ်ပြီးတော့ independent investor တွေကြားရတယ်အခုဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ capital နဲ့ပတ်သက်ပြီးတော့မှပြောနေရရှိရပေါ့နော်ဆိုတော့တချို့ business တွေအဲ့ startup တွေနဲ့ run လာပြီးအချိန်တစ်ခုရောက်လာတယ်ဝန်ထမ်းတွေခန့်ရတာမျိုးတွေဖြစ်လာတယ်အဲ့လိုမျိုးအခြေအနေမျိုးမှာဆိုလို့ရှိရင် financial needs တွေပါလိုလာတာရှိတယ်ပေါ့နော်ထပ်ချက်ချင်တာပဲဖြစ်အဲ့လို financial needs တွေကိုစပြီးဘယ်လိုမျိုးဖြည့်ရှင်းရလဲဖြည့်ရှင်းလေးရှိလေပေါ့နော် startup တစ်ခုအနေနဲ့ဆိုလို့ရှိအမှန်မှာ financial need ရှိတယ်ဆိုခင်ဗျားဘယ်သူမှပတ်စံမထည့်ချင်ဘူးဘာလို့လဲသူကဒီလိုရင်လက်တွေ့မှာကသူက entrepreneur တယောက်ဒီ financial need ဆိုတဲ့ဟာနဲ့ခုနကဘယ်လို scale လုပ်အောင်မသိဘူးလို့ဘာလို့ညာလို့ဆိုတဲ့ဟာကအမှန်မှာကအဲ့ဒါခင်ဗျားစိတ်ကူးနေခင်ဗျားဒီအဲ့ဒီအဆင့်မရောက်သေးဘူးသူကအဲ့ဒီအဆင့်ရောက်လို့ရှရင် investor ကခင်ဗျားရှိလာတယ်လာပြီးတော့သူကอืมခင်ဗျားကိုခုနကကျွန်တော်ပြောတဲ့ဒီကဏ္ဍတွေတွက်ပေးတာခုနကခင်ဗျားမင်းရဲ့ profit loss ကဘာဖြစ်လဲမင်းရဲ့ခုနက cash flow ကဘယ်လိုရှိတယ်ဘာရှိတယ်ဆိုတော့ तू ကအနက်သူကိုယ်တိုင်အနက်ခံပြီးခင်ဗျားကိုလာတွက်ပေးတယ် तू ကအဲ့တော့အဲ့ဒီဆင့်ရောက်တဲ့အထိကိုခင်ဗျားကမျက်စိမိတ်ပြီးလုပ်ငန်းကိုအရှိန်တင်ရတာဒါပဲ อืม investment ကိုသွားရှာရင် तू က investment မပေးဘူးအများစုကသွားရှာရင်ခင်ဗျားက customer ရှာမယ့်အချိန်မှာ investor ရှောက်ရှာနေတော့ခင်ဗျာအချိန်ကုန်သွားတာသဘောတစ်ခုရ อืมအဲကြောင့်တက်တဲ့လောက်ကသူကinvestor share ရတဲ့တစ်တန်းနဲ့ customer share ရတဲ့တစ်ထောင်ဆိုရင်သူက customer ရတဲ့တစ်ထောင်ကပူတန်မှုရှိတယ်။အဲတော့သူကဘာဆိုခင်ဗျားလုပ်ငန်းကိုခင်ဗျားကကောက်အာရုံစိုက်တယ်စိုက်နေလို့ရှိရင်ခင်ဗျားအချိန်ရလာရင်သူကအဲအချိန်ရလာတဲ့ကိစ္စဆိုရင်ဘေးနားပတ်သက်ရှိတဲ့ကောင်ကသူကအနိုင်ရအနိုင်ရရင်သူကလာပြီဟာခင်ဗျားလာပြီးပြောလို့ရှိရင်သူကသူ့ရှိရာကိုပြီးရင်ပြီးသူ့ရှိမှာ financial မှာတော့ငါပြီးတော့ခင်ဗျားကို audit လုပ်ပေးပါအဲ့လိုမျိုးသူကဟိုခင်ဗျားရဲ့လုပ်ငန်းကပတ်ဝန်းကျင်လူတွေဆွဲဆောင်လာပြီဆိုရင်အဲ့ဒါဆိုရင်ခင်ဗျားသိပြီ အဲဒါကြောင့်ခင်ဗျားကလိုက်ရှာတာမဟုတ်ဘူးခင်ဗျားလုပ်ငန်းကိုဖိလုပ်တဲ့အခါမှာ तू ကအဲ့လုပ်ငန်းကတော့ပတ်ဝန်းကျင်ကို तू ဆွဲလာတယ်အဖြစ်ဖြစ်နဲ့ပူးလို့ခေါ်တာပေါ့နော်အဲဆွဲလာလို့ရှိရင်တော့အသွေးမကြည့်ဘူးလို့လားခင်ဗျားလုပ်ငန်းဆွဲလာပြီဆိုလို့ရှိရင်တော့နားထောင်ကြည့်တယ်ဒါဆိုရင်တော့အဲဒါလေးကတော့ဟုတ်လားမေးခွန်းလေးမေးလိုက်ပြီးကိုယ့်ရဲ့အတိတ်ပဲရှိလားပြီးရင်ဆင်ရင်ဆုံးဖြတ်ပေါ့နော်ကိုယ့်ရဲ့တနိုင်တစ်ပိုင်ဆုံးဖြတ်ရင်လည်းဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ရှင်ကတက်လာလို့ရှိရင်တော့ဒါကလူတွေနဲ့တော့လာပဲတကယ်လည်းရှိအဲ့တော့ထင်တယ်လို့မျိုးသူကဟိုကြောင်းတက်တယ်လို့မဟုတ်ဘူးအဲ့ဒါကိုကျွန်တော်ရှင်းပြပါအများဖြင့် တော်တော်များကြောင်းတက်တယ်လို့ထင်နေတယ်တကယ်ဒီလောက်ကဟိုကြောင်းတက်တာနဲ့မတူဘူးကြောင်းတက်တာကျတော့သူကဒါဒီဘာသာလေးတက်ချင်တယ်ကြောင်းသွားတယ်တက်သွားတယ်ဥပမာprogramming လေးတက်ချင်တယ်သွားတက်တယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးတကယ်ကဒီလုံးတရားကြတဲ့အခါသူကကိုယ့်ရဲ့ကိုယ့်ရဲ့အလုပ်ကိုကမိုင်းညော်ခေါ်တာကိုယ့်ရဲ့အလုပ်ကိုကအမြဲတမ်း view site ပြီးတော့တောက်လျှောက်ဆန်းစစ်ဆန်းစစ်နေတဲ့အခါမှာခုနက sales and marketing ဟာပြီးတော့ခုနကဟာလာ capital ရောလောက်ရင်လားမလောက်ဘူးလားမလောက်လို့ရှိရင်မလောက်မရှိရင်ကမ္ဘာကလိုက်ရှာဘာရှာညာရှာပြီးတော့ခုနကဟာလာဟိုပါပေါ့နော်ဘာခေါ်မလဲအဲအဲခုနက operation မှာငါ့ရဲ့ operation ကဘာတွေရေးကြီးလဲဘာလဲသူကအမြဲတမ်းသူသတိထားတစ်ခုတော့ရှိတာပေါ့နော်အဲ့ဒါကိုမှသူကမှန်မှန်ဆန်းစစ်တဲ့အလေးချင်းလုပ်နေဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့သူကခုနခမည်းရှိမှာများလာများလာရင်သူကကျန်တဲ့ဟာတွေသူ့ဝဲလာတဘောတခုအဲကြောင့်သူကဟိုဆက်စားချင်းဟို foundation ဟိုပါပေါ့အရာကြည့်တယ်ဆိုလို့ရှိရင်သူကအဲဒီအများကြီးမလို့နံပါတ်1ကပတ်စံလက်ခံနောက်ပြီးတော့လုပ်ငန်းကိုရှုထောင့်သုံးခုလောက်နဲ့နည်းနည်းကိုကဘယ်လိုချင်းချင်းရှိလဲကိုစမ်းစစ်ပြီးလို့ရှိရင်အဓိကရည်ရွယ်ချက်က signal ပဲ signal ကဘာလို့ခင်ဗျားဟိုပေါ့ခင်ဗျားလုပ်ငန်းကဘယ်လိုကြီးသွားမလဲပေါ့နော်ဒါကိုခင်ဗျားအမြတ်ခံပြီးတောက်လျှောက်သွားမယ်ပြီးတာအဲ့ဒါကြီးကဟိုလိုမျိုးကြီးဘာကိုလုပ်ကိုလုပ်ရမလဲဆိုတာမရှိဘူးမှာပေါ့နော်ဟိုကဟုတ်တော်တော်များအကဘာဖြစ်သွားပြီပေါ့နော်ကျွန်တော်သိချင်တာပြီးတော့အဲ့တော့နောက်ဆုံးမေးချင်တာလေးတစ်ခုရှိရပေါ့နော်အဲ့ဒါကကျွန်တော်တို့အခုဆိုရင် AI ခေတ်နည်းပညာတွေကတော်တော်လေးကိုမြင့်လာပြီပေါ့နော်အဲ့လိုမျိုးအခြေအနေမှာပေါ့နော်လုပ်ငန်းတစ်ခုလုပ်မယ်ဆိုပြီးအဲ့လိုမျိုးစဉ်းစားတဲ့အခါ business တစ်ခုလုပ်တယ်ဆိုပြီးစဉ်းစားတဲ့အခါမှာဒီ AI နဲ့ဒီ technology ကိုဘယ်လောက်ထိသိထားဖို့လိုလဲဘယ်လောက်ထိကိုကတက်ကြွထားဖို့လိုလဲပေါ့နော်ဘယ်လောက်ထိထည့်သွင်းစဉ်းစားဖို့လိုလဲပေါ့အဲ့ဒါလေးတစ်ချက်ဆွေးနွေးပြပါမှန်မှာတော့ဘာမှသိမလို့ဘူးပေါ့နော်ဘာလို့ဆိုတော့ तू ကဘာလဲဆိုလို့ရှိရင် तू ကဒီလက်တွေ့မှာက तू ကခမားကနိပညာတော့ကိုလိုက်เสียမလို့ तू နိပညာခမားတော့ကိုလိုက်တယ်အဲ့ဒါလည်း another ဟိုပါဘောနော် problem လို့ကျွန်တော်ထင်တာပေါ့နော်သူကဘာလဲဆိုတော့อืมအမ်
of course တခုတော့ရှိတယ်ပေါ့နော်ဘာလို့ဆိုတော့တကယ်ကခင်ဗျာဒါနဲ့ပတ်သက်လို့ဘာလဲဆိုလို့ရှိရင်ခင်ဗျားကအဲအခွင့်အလမ်းတစ်ခုခင်ဗျားရှာဖွေမယ်ဆိုရင်တစ်မျိုးပေါ့ဥပမာ AI နဲ့ပတ်သက်လို့ခင်ဗျားလှုပ်ရှားမယ်ပေါ့နော်ဒီလိုရှိရဟုတ်လားအဲ့မှာတော့သူက first mover advantage ပေါ့ခင်ဗျားဒီပညာကြီးကတအားမြန်တဲ့အခါမှာအဲ့မြန်တဲ့လောက်ကိုသူကကြိုပြီးတော့အရှိရရောက်အောင်လိုက်နိုင်တဲ့လူတွေကတော့ဒါသူ့အတွက် benefit တစ်ခုရတာပေါ့နော်သဘောတူအဲ့လိုမျိုးဒါကို AI ရဲ့boom နဲ့technology boom ပေါ့နော်အဲ့ဒါကိုခင်ဗျားက leverage လုပ်ဖို့အစီအစဉ်တကူးတကရှိနေဆိုတဲ့မျိုးအဲ့လိုမရှိဘူးဆိုရင်တော့ technically ကသူကခင်ဗျားရဲ့ business ကအရေးကြီးဆုံး AI တို့ technology တို့ဆိုတာခင်ဗျားလိုက်ဆရာမှာအဲ့ဒါတွေကသူက secondary ပဲခင်ဗျား business နဲ့ပတ်သက်အဲ့တော့ကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့ကအဲ့ဒါနဲ့ပတ်သက်လို့လေသူကဟိုကျွန်တော်တို့အခုအဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ 21st century hacking skill လို့ခေါ်တာပေါ့နော် hacking skill ဆိုတာဘာလဲဆိုတော့သူက more with less ပေါ့သူကခင်ဗျားနည်းနည်းနဲ့များများကိုခင်ဗျားလုံနိုင်အောင်ခင်ဗျားအမြဲတမ်းဆန်းစစ်ပြီးတော့ခင်ဗျားလေ့ကျင့်နေတယ်တဖြည်းဖြည်းနဲ့ခင်ဗျားရဲ့ရလက်ကတိုးလာအောင်နော်အဲ့ဒီအချိန်မှာသူကပထမဆင့်ကခင်ဗျားရဲ့ value ပေါ့နော်ခင်ဗျားရဲ့ value ကခင်ဗျားရဲ့ unique value ခင်ဗျား business က value ခင်ဗျားရဲ့ product က value ခင်ဗျားရဲ့ service က value ပေါ့နော်အဲ့ value ကပါတယ်အဲ့တော့ခင်ဗျားဇာနဲ့ချက်နေတာဒါပဲပထမဆင့်ကအဲ့တော့ခင်ဗျား value ရှိရင်ရှိသလောက်ကဘာသိတာလဲဆိုတော့ခင်ဗျားရှိကိုလူတွေကလာနေမှာဒါပဲအဲ့တော့ဆက်စချင်းခင်ဗျားဒီလူတွေကခင်ဗျားရှိကိုလာရင်နဲ့ဆက်စချင်းခင်ဗျားပတ်စံမတောင်းဒါပေမဲ့ခင်ဗျားလက်ကနှစ်ဖက်အုံနောက်ကတခုခင်ဗျားအချိန်ရအကန့်အသတ်ရှိတော့လူတွေကခင်ဗျားကိုလူလာရင်ဆိုတော့ခင်ဗျားကိုသူကဈေးပြန်ပေးလာခင်ဗျားတကယ်တန်ဖိုးရှိရင်သူကဆက်စချင်းခင်ဗျားရှိကသူကလူတွေကအလကားယူကြတာအလကားပေးကိစ္စမရှိဒါပေမဲ့အလကားပေးပြီးတော့ကျတော့ခင်ဗျား limitation ကခင်ဗျားဘယ်ဘက်ကတလောက်ပဲခင်ဗျားကိုလူလာအဲ့ဒါဆိုရင်သူက freemium လို့ခေါ်တာပေါ့တပြေးပြေးနဲ့ခင်ဗျားကိုပတ်စံပေးမဲ့ကောင်တွေပေါ်လာအဲ့ပေါ်မှာသူကခင်ဗျားတန်ဖိုးကြီးရင်ကြီးသလောက်ခင်ဗျားကိုပတ်စံပိုပေးမဲ့ကောင်ပေါ်လာဈေးတယ်ပေါ့နော်သဘောလို့အဲ့တော့အဲ့ဒါကြောင့်သူကဆက်စချင်းကခင်ဗျားရဲ့ value ကဘာလဲဆိုတော့ critical ဖြစ်ကျန်တဲ့ဟာတွေကကျတော့သူကတကူးတစ်ခါလောက်ဆရာမလို့အခု Zoom နဲ့ပြောမယ်ဟာလာပြီးလို့ရှိရင်ဟာလာခင်ဗျားတယ်လီဖုန်းခေါ်မလားနိုင်ငံခြားဟာလာအတော်တွေဦးလေးတွေဘယ်ခေါ်မလဲခင်ဗျား online ကခေါ်တာတော့ဈေးသက်သာအဲ့တော့အဲ့ကြောင့်မို့တော့ technology စီသူခင်ဗျားကသူ့ရှိကိုသွားကြအောင်သူကခင်ဗျားကြီးရောက်လာခင်ဗျားဒီခေါင်းမှာဖို့တော့လိုတာပေါ့နော်ဒါကြီးကိုငါနဲ့မဆိုင်ဘူးဆိုမျက်စိမိတ်ပြီးဟာတမီးမသိချင်ဘူးဆိုတဲ့မျိုးဒါပေမဲ့မသိချင်လို့ကိုမရောက် technology ကရောက်ကိုရောက်လာအဲ့ကြောင့်သူကရှေးခေတ်ကလို့ technology တော့ခင်ဗျားပြေးလိုက်ဆရာမလို့ခင်ဗျားကြီးရောက်လာတာရောက်လာတော့ခင်ဗျားကခုနနားမရောက်ဘူးပဲလို့နားမရောက်မင်းနဲ့ခင်ဗျား focus ဆိုပြီးဟုတ်ပြီအဲ့တော့မေကွန် technology နဲ့ပတ်သက်ရင်မေကွန်နှစ်ခုပဲမေးပေါ့နော်နံပါတ်1ကကျတော့ဟဲ့ဟုတ်ပြီဒီ technology ကဘယ်ပြဿနာကိုဖြေရှင်းပေးတာနံပါတ်2ကကျတော့ဘယ်လိုသုံးရမှာအဲ့နှစ်ခုခင်ဗျားမသိရင်အဲ့ဒါခင်ဗျားပြန်မှန်းခံဘူးတဘောလို့ခွေရခင်ဗျားအလုပ်ကခုန first mover advantage ပေါ့နော်ခုန technology အသစ်တစ်ခုခင်ဗျားလေ့လာပြီးတော့သူများတွေကိုခင်ဗျားပြန်ရှင်းပြပြီးတော့ပြန်လုပ်ပေးပြီးတော့ခင်ဗျားလှုပ်ရှားခြင်းတဲ့သူတယောက်မဟုတ်ဘူးဆိုရင်ခင်ဗျားရှိ technology ကလာအောင်ခင်ဗျား technology သွားကြမလို့တဘောလို့အဲ့ဒါကြောင့်ပထမဆင့်ကတယ်တစ်ခုလာပြီဆိုလို့ရှိရင်မေးရမှာကဘယ်ပြဿနာကိုဖြေရှင်းပေးလဲနံပါတ်1နံပါတ်2ကဘယ်လိုသုံးရတာဒါတဘောအဲ့တော့ကဲလာပြီ ChatGPT ကဘယ်ပြဿနာကိုဖြေရှင်းပေးတာဘာဘယ်လိုသုံးအောင်အဲ့ဒါမဖြေနိုင်ရင်ခင်ဗျား business တွေသုံးဝင်ဒါပဲရှင်းလေးပဲအဲ့တော့လူတယောက်ကလာပြီဟာလာခင်ဗျားကိုသူကဟာလာဟို AI ဆောက်ပေးမယ်အဲ့ဒီကောင်ကိုမေးမင်း AI ငါရဲ့ဘယ်ပြဿနာကိုဖြေရှင်းပေးမှာအဲ့ဘယ်လိုသုံးအောင်အဲ့ဒါပြီးလို့ရှိရင်အဲ့ဒါကငါရဲ့ခုနလက်ရှိ product သုံးဖို့ service က capability ကိုဘယ်နှစ enhance လုပ်မှာဒါပဲလေဇာတ်နဲ့ဘယ်လောက်တက်အဲ့ကြောင့် तू ကပထမအဆင့်ကအရေးကြီးတာခင်ဗျာ value ခင်ဗျာသိရင်ခင်ဗျာ you can ask the right question ခင်ဗျာမေးခွန်းမေးလို့ရအဲ့တော့နံပါတ်1က value ပေါ့နော်နံပါတ်2ကကျတော့ growth ပေါ့ဒီ value ပါခင်ဗျာကအနာဂတ်မှာဘယ်လိုခင်ဗျာဆန့်ကြည့်လို့ရလဲပေါ့နော်တကယ်ရှိရခင်ဗျာရဲ့ ultimate wealth တစ်ခုကိုခင်ဗျာဘယ်လိုခင်ဗျာတက်လာအဲ့ဒါ growth လို့ခေါ်အဲ့တော့ value နဲ့ growth အဲ့တော့အဲ့ခင်ဗျာရဲ့ဟဲ့လား value thesis လို့ခေါ်တယ် value thesis ဆိုတော့ခင်ဗျာရဲ့ value ကဘာလဲဆိုတော့နောက်ပြီးတော့ growth thesis ကဘာဥပမာ KBZ ဆိုရင် KBZ က value thesis ကဘာလဲ banking ပေါ့ဗျာဒါရှင်းရှင်းလေးပဲလေဘာလဲပတ်စံသွင်းလို့ရတယ်ထုတ်လို့ရတယ်ပတ်စံချီးလို့ရတယ်ဒါပဲဘာပဲလေ banking အဲ့တော့သူ့ရဲ့ value thesis ကဒါအဲ့တော့ growth thesis ကဘာလဲသူကရှင်းရှင်းလေးပဲလေငွေကဟဲ့လားခုနပြောတယ်အတက်ကောင်များရင်ခုနသူကလူသိများရင်အတက်ကောင်များအတက်ကောင်များရင်ပိုချီးလို့ရပိုချီးရင်ပိုတိုးရအဲ့တော့ဘဏ်ကတဖြည်းဖြည်းနဲ့ကြီးလာဒါပဲလေအဲ့ဒါ growth ပဲအဲ့တော့ value thesis ကဟဲ့လား growth thesis ကနှစ်ခုပဲရှိအဲ့ဒါမှမှတော့ဤပညာနဲ့ KVZ ပေးဆိုတော့လိုက်တော့အဲ KVZ ပေးရပေါက်သွားတာပဲအဲသူကဤပညာမစသူဘာစလဲဆိုတော့ခင်ဗျားရဲ့ value ကစတန်ဖိုးကစပြီးတော့မှအဲတန်ဖိုးကမှနောက်ဆက်ရကျတော့အဲ့တန်ဖိုးကဘယ်လိုကြီးသွားရဲဆိုတဲ့ဟလာ growth trajectory သွားပြီးတော့မှအဲ့နှစ်ခုကိုခင်ဗျားကဤပညာနဲ့ဘယ်လိုခင်ဗျားက scope ပေါ့ scope ဆိုတာခင်ဗျား variety of services ကြီးခုန
တပြိုင်နက်ဘယ်လိုပေးလဲဆိုတာနောက် skill ဆိုတာကျတော့သူကဘာလဲဆိုလို့ရှိရင်ခင်ဗျားရဲ့ဟာလာတစ်ချက်တည်းနဲ့ခင်ဗျားလူဘယ်နှစ်ယောက်ကိုခင်ဗျားကအမြန်ဆုံးနဲ့အထီအောင်ဆိုခင်ဗျားစလုပ်တယ်အဲ့နှစ်ခုပေါ့နော်အဲ့ဒါနီးပညာလို့အဲ့နီးပညာသည်ခင်ဗျားရဲ့ scope နဲ့ skill နဲ့ကိုချဲ့ပြီးတဲ့တာဝန်ပဲရှိတယ်ခင်ဗျားရဲ့ value လည်းနီးပညာမလုပ်ပေးဘူးဟာလာပြီးတော့ခင်ဗျားရဲ့ growth ကိုလည်းနီးပညာမလုပ်ပေးဘူးခင်ဗျား growth ရဲ့ direction နဲ့ခင်ဗျားရဲ့ value ကိုခင်ဗျားသိမှာအဲ့ဒါကိုနီးပညာနဲ့စနဲ့ချဲ့တော့မှအဲ့ဒါရည်ကြီးဆိုတာဒါတဘောတော့ဆိုတော့အဲ့ဒါမဟုတ်ဘဲနဲ့သူကနားရောက်နေဆိုလို့ရှိရင်ခင်ဗျားကအချိန်ကုန်လာပေါ့ဒါပေမဲ့အဲအဲ့လိုပြောလို့လေလူတွေကနားတော့မထောင်ပါဘူးနားမထောင်ပါဘူးဆိုတာ technically ကဟိုပါပေါ့နော်ခင်ဗျာလူဆိုတဲ့သဘောကတော့သူပတ်စံရှိတိုင်းရွရတယ်လူကတော့သူကပတ်စံကုန်ဝိုင်းငြိမ်သွားအောင်ခင်ဗျာအဲသူကပတ်စံရှိလို့ရွရတဲ့သူတွေကတော့ကျွန်တော်ဘာမှမပြောချင်ဘူးရွပါရွရတာပတ်စံကုန်ဝိုင်းငြိမ်သွားမှာပဲတကယ်တည်းရှိအဲ့တော့ဒါပေမဲ့အဲ့လိုပဲနဲ့ကိုယ့်ရဲ့ business က survival နဲ့ကိုယ့်ရဲ့ group ကိုပဲ intention ကြည့်တဲ့သူတွေကတော့သူကခုနနံပါတ်1လက်စကားလက်ဆောင်ကခင်ဗျားကနိမ့်ပြန်တော့ပြေးလိုက်ကြမလို့နိမ့်ပြန်ခင်ဗျားလက်ကိုလိုက်ပါခင်ဗျားလက်ကိုလိုက်ပြီးတော့ပြိုင်နေနိမ့်ပြန်ခင်ဗျားမေးခွန်းနှစ်ခုပဲမေးဘယ်ပြဿနာကိုဖြေရှင်းပေးရလဲဘယ်လိုသုံးရလဲခင်ဗျားသိရင်ရတယ်အဲ့လိုသုံးရလဲဆိုတော့ခင်ဗျားဘယ်လောက်ပေးရလဲနံပါတ်3ဟုတ်တယ်မလားအဲ့တော့ဘယ်လောက်ပေးရလဲသိရင်ရပြီဒါပဲလေအဲ့ဒါဆိုရင်ခင်ဗျားကအဲ့ဒါပေါ့နော်တခုဟိုအဲ့ဒါကိုမှခင်ဗျားကသွားနေရအဲ့တော့ရှေးခေတ်ကဟာနဲ့မတူဘူးရှေးခေတ်ကကျတော့ကျွန်တော်တို့လူကြီးသူမတွေကပြောတယ်ပေါ့နော်ပညာရှင်တွေဆရာကြီးတွေကပြောကြဟာမင်းတို့ခေတ်ကြီးကိုလိုက်မှရမယ်ခေတ်ကြီးကိုမင်းလိုက်မမှီဘူးဘာညာတကားဆိုအဲ့ဒါအဲ့ရှေးခေတ်ကပြောတော့အခုလောဆယ်မှာသူကအင်တာနက်ကရှိတော့ခင်ဗျာဟုတ်လားခင်ဗျားမှာ focus အောက်သွားရင်ခင်ဗျာအဲ့ဒါလိုက်နေခင်ဗျာစာလုံးညူလို့ခေါ်တာပေါ့နော်အဲကျွန်တော်အမြင်နောက်တာတစ်ခုရှိတယ်ကျွန်တော်အဲ့ဒါတခါကျရင်ကောင်းတော့မကောင်းဘူးအဲ့လိုနောက်တာဘာလို့ဆိုတော့အရင်ခေတ်တုန်းကစာလုံးညူကတော့ဝင်စင်းမရတာဖြစ်တယ်အရင်ခေတ်က အခုကျတော့ vertical scale နဲ့တော့သူ့ရဲ့ဒီ technology တွေကတအားသူကခုနသူ့တဲ့သူစက်ကောင်းတွေတအားများပြီးတအားဖြစ်တော့သူကခမားတို့အရေးကြီးတာအဲ့ဒါမဟုတ်တော့ခမားတို့အရေးကြီးတာ focus ပဲအဲ့ focus အောက်လို့မရဘူးသူကအဲ့ focus အောက်သွားတယ်ခမားကခဏသွားတာတကယ်အဲ့ကြောင့်သူကအများအပြားကအရင်ခေတ်တုန်းကတော့စာလုံးကညူကပညာရှိဝင်စင်းမဲ့စာဖြစ်တာပေါ့နော်အခုကျတော့စာလုံးကညူကဘာမှမဖြစ်ဘူးစာလုံးကညူကဘာမှမတက်တော့တကယ်လည်းရှိတာရက်ခွက်ထဲမှာတော့ကျွန်တော်တို့ကဘာဆိုလို့ရှိရင်လက်ဖက်ရည်တောက်ရင်းနဲ့ခမားလူကခမားကိုလူတွေကလေးစားတာပေါ့နော် မခန့်လေးစားလို့ခေါ်တယ်အဲကြားဘူးလားမခန့်လေးစားဆိုတာသူကခင်ဗျားကိုလေးတော့လေးစားတယ်အလုံးမခန့်အဲ့တော့ကျွန်တော်တို့ကဟာလာကိုပညာတစ်ခုကိုကိုလိုက်စားရဖြစ်တစ်ခုလုပ်တယ်ဆိုလို့ရှိရင်အဲမခန့်လေးစားမဖြစ်ဖို့လိုတယ်သူကလေးစားရင်လုံးခန့်ရတယ်မခန့်လေးစားဆိုရင်သူကအဲ့ဒီပညာရဲ့ကအတိတ်ပဲမရှိဘူးပေါ့အဲ့တော့ပြန်ချုပ်လိုက်လို့ရှိရင်တော့သူကဘာလဲဆိုလို့ရှိရင်ဒီဟိုပါပေါ့ခုနကနီးပညာနဲ့ AI နဲ့ပတ်သက်လို့ပြောချင်တဲ့စကားကကျွန်တော်အဲ့လိုပြောလို့ကျွန်တော်က AI မသိတဲ့လူခုနဟိုပါဘောနိပညာမသိတဲ့လူမဟုတ်ဒါကတော့ကျွန်တော်ပတ်ဝန်းကျင်လူတွေအောင်ကိုသက်ဆိုတာတော့ပြီးရင်တော့ခုနကိုကြီးလိုက်နေဟိုကျွန်တော် link တွေပါသူ share မှာပေါ့အဲ့တော့အောင်ကိုသက်ကဘာလို့ဆိုတာသွားကြည့်ပါဒါပေမဲ့technically ကတော့ဗာလဲဆိုလို့ရှိရင်အဲ့လိုလူမို့လို့ expert တယောက်အနေနဲ့ကျွန်တော်ကခင်ဗျားကိုအရေးကြီးဆုံးစကားလက်ဆောင်ပါခြင်းတယ်ဗာလဲဆိုတော့အများကြီးတော်တော်များဒီခုနစဉ်းစားမှားတယ်ဟုတ်တယ်လက်ရှိရဟိုခင်ဗျားရဲ့သိကျင်စိမ့်နဲ့ခင်ဗျားရဲ့လှုပ်ချင်စိတ်ကိုကျွန်တော်ကတားဆီးနေတော့မဟုတ်ဘူး။ဘာလို့ဆိုတော့သိကျင်စိတ်လှုပ်ချင်စိတ်ကကောင်းတယ်။အဲ့ဒါတွေကခင်ဗျားအတွက်အကျိုးရှိစေရတယ်မှန်တော့မှန်ဒါပေမဲ့ business အတွက် mission critical ဖြစ်တယ်ဆိုရင် decision ချဖို့အတွက်ဆိုရင်ခင်ဗျားရဲ့ focus ကကျန်တာတဲ့ပိုအရေးကြီးတယ်။ခင်ဗျား focus ခုန clarity ပေါ့နော် value ကပါလေ group ကအဲ့နှစ်ခုရှင်းတော့မှအဲ့ဒါကိုနိဗ္ဗာန်နဲ့ဘလူးကျွန်တော်တို့ကစားနဲ့တက်မှာဥပမာထားပါတော့ဗျာအလွယ်ကူဆုံးပြောရဆိုလို့ရှိရင်ထားပါတော့ဥပမာဥပမာကျွန်တော်က post တင်နေတယ်ဟာလား digital post တင်နေတယ်ဆိုလို့ရှိရင်အခုတော့ပိုင်းတချို့ app လေးရှိတယ်အဲ့ app လေးသုံးလိုက်လို့ရှိရင်post လေး content writing post ပေါ့နော်ကျွန်တော်တို့က Facebook မှာတင်မဲ့ post က20လောက်ကိုခင်ဗျားက AI နဲ့ဗမာလိုရေးပြီးထုတ်လို့ရတယ်အဲ့ဒါဆိုခင်ဗျားကခင်ဗျားကခုနခင်ဗျားရဲ့ value position သိတယ်ဆိုထုတ်လိုက်ရင်ပြီးသွားပါဘောเนาะအဲ့လိုမျိုး app လေးခုနကပေါ်လာပေါ်လာတော့ခင်ဗျား business ကအားသာချက်ကိုဒီ app ကိုခင်ဗျားပြောပြရအောင်တကယ်လို့ရှိရင်အဲ့ app လေးကခင်ဗျားကိုမေးပြီးတော့မှသူကခင်ဗျားအတွက် post ရေးပြီးတော့အဲ့ဒါဆို content writer တွေဒါတမင်ငတ်ပေါ့ဗျာဘာလို့ဆိုအဲ့လိုတော့ထင်စရာတော့ရှိတာပေါ့တကယ်လေဒါပေမဲ့လက်တွေ့မှာကျတော့မဟုတ်ဘူးဘာလို့ဆိုလို့ရှိရင် content writing မှာခင်ဗျားကဟိုတေချာခင်ဗျားမလိုက်စားဘဲနဲ့ရှောက်တဲ့ကောင်ကတော့ငတ်မှာပဲလေဒါပေမဲ့ value proposition ခင်ဗျားသိရကြတော့ခင်ဗျားရဲ့ content writing skill ကိုဆယ်ဆတင်လို့ရတယ်ဒါပဲအဲ့လိုအဲ့လိုသွားလို့ရတယ်လို့ခင်ဗျားခုနခင်ဗျားပတ်စံမတက်တဲ့လူကြတော့လေ delegate ကခင်ဗျားရဲ့ content writing philosophy ကို AI ပြောင်းထားလို့ရှိရင်အဲ့ AI လေးကိုဝယ်သုံးတဲ့ကောင်ကဟာလာခင်ဗျားကိုတစ်လောက်ခင်ဗျား9သိန်းပေးတယ်ဆိုရင်ညာခင်ဗျားရဲ့ကိုပွား AI လေးကိုဆိုရင် तू ကဟာလာ9000ပေးမလားဒါမှမဟုတ်ရှင်တစ်လောက်ကိုဟာလာ9000ပေးမလားဆိုရင်ဒါဆိုသူ့အတွက်ကလည်းအဆင်ပြေတယ်ခင်ဗျားအတွက်ကအဆင်ပြေဒါမျိုးပေါ့နော်ဒါပေမဲ့အဲ့ဒါကကျတော့ဒါကဟိုနောက်ပိုင်းဥပမာပြောတာဒါပေမဲ့လက်တွေ့မှာ
အဲ့ဒီရလဒ်တွေမထွက်ခင်မှာအရင်ဆုံးအရေးကြီးတဲ့ချက်ကတော့ again ဟာလာခင်ဗျာ focus ကအရေးကြီးတယ် focus မှာvalue ကစားတယ် value ပြီးတော့မှ growth ဟာလာ growth ပြီးတော့မှ tech ပေါ့နော်tech ကိုမှတော့မှန်မှန် hack လုပ်ရပြီးတော့မှအဲ့ဒါ communicate လုပ်အဲ့တော့အခြေခံပြတော့သူက ritual base ပေါ့ ritual base ဆိုတော့ခင်ဗျာရက်လို့မရဘူးသူကခင်ဗျာဒါကခင်ဗျာရဲ့အလုပ်ဖြစ်သွားအဲ့တော့ဟိုအဲ့ဒါလေးစိတ်ဝင်စားရကောင်းတယ်ပေါ့နော် is how difficult it is for ဟာလာခုန business သမားတွေတို့ကိုဘယ်လောက် mind your own business ပေါ့နော်ကိုယ့်ရဲ့business ကိုဘယ်လောက်ဂရုစိုက်ဖို့ခက်လဲဆိုတာပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေရှီဝင်းကတော့ကျွန်တော်သူ့ကိုအကြံပေးတာသူလုပ်နေတယ်သူ့မှာ mind your own business တင်တန်းဆိုတာရှိတယ်အဲ့တင်တန်းကသူကတစ်လတင်တန်းပေါ့နော်တစ်လတင်တန်းသူဘာမှမလုပ်ဘူးသူအဲ့ဒီခုနကစီးပွားရေးလုပ်ငန်းရှင်တွေကိုကိုယ့်အလုပ်ကိုစိတ်ဝင်စားအောင်ပြန်ပြီးတော့အကြံပေးဟိုပေါ့ပြန်ပြီးတော့ဂရုစိုက်ပေးရတဲ့လုပ်ပဲပေါ့နော်အဲ့တော့ဘာလို့ဆိုတော့တကယ်တမ်းခက်ဆုံးကအဲ့ဒါပဲခင်ဗျားဟိုလောကကြီးကခုနကnoise တွေတအားများလုံးကကြည့်တော့နားယောင်မှုတွေတအားများတဲ့အချိန်မှာအခုခေတ်မှာလူတွေကအခက်ဆုံးကပါတယ်မင်း mind your own business ပေါ့ကိုယ့်ရဲ့အလုပ်ကိုဂရုစိုက်ပြီးတော့ဆန်းစစ်တယ်ဆိုတဲ့ကိစ္စတွေအခက်ဆုံးအဲ့တော့ hacking ဆိုတဲ့သဘောတရားအဲ့ဒါပဲပေါ့နော်ကိုယ့်ရဲ့အလုပ်ကိုဂရုစိုက်ပြီးဆန်းစစ်ပြီးတော့ do more with less ပေါ့နော်ခင်ဗျာနင်းနဲ့ဝေးရောက်အောင်ခင်ဗျာအမြဲတမ်းဆင်ခြင်ကြံတယ်ဆိုတာဒါခင်ဗျာရဲ့ဒါ hacking skill ပေါ့အဲ့တော့နောက်ဆုံးမှာ entrepreneur တွေဘာလုပ်လဲဆိုရင်21ရာစုမှာခုန focus နဲ့ hacking skill လို့အဲ့တော့ဟို irony ကဘာလဲဆိုလို့ရှိရင်သူကနီးပညာတိုးတက်လာတော့ဟာနီးပညာလို့မဟုတ်ဘူးတကယ်ပြောင်းပြန်သူကလူရည်သွေးရပို့လို့လာတာသူကဘာလို့ဆိုနီးပညာဆိုတာတအားလွယ်တော့သူကနီးပညာခင်ဗျားကိုဇားနဲ့လုပ်ပေးနိုင်တယ်များတော့ခင်ဗျားဒီကောင်ကိုတစ်ချက်ဖိုးခိုင်းရင်ဒီကောင်တသိန်းမှုသွားလို့တာလို့တော့သူလုပ်ပေးရတယ်ခင်ဗျားနားမလဲဘူးခင်ဗျားလုပ်ခင်ဗျားဘာကောင်မှမသိရင်ဟာလားသူလုပ်ပေးတာနားမလဲဘူးအရင်တော့ကျတော့မဟုတ်ဘူးခင်ဗျားကူးချပြီးတော့ခင်ဗျားဟိုဟာကူးချဒီဟာကူးချလုပ်လို့ရအခုကကျတော့ခင်ဗျားဒါကြီးကိုကူးချပြီးတော့ခင်ဗျားနီးပညာကိုရှောက်လို့တော့ကျွန်တော်အတိကျွန်တော်မိတ်ဆွေနောက်မိတ်ဆွေလည်းရှိတယ်ပေါ့နော်ဒါဘယ်လိုလုပ်ပြောဒါပေမဲ့အဲ့လိုမျိုး तू က AI ကို तू ကတချို့ဟာလုတ်ခိုင်းလိုက်ရင် तू အကုန်ပြီးသွားပြီထင်တယ်တကယ်လည်းရှိတယ်တကယ်က AI လုတ်ခိုင်းလိုက်ရင်အကုန်မပြီးသွားဘူး तू ကလူရဲ့တာဝန်ပိုကြီးလာအရင်တော့က तू ကလူရဲ့တာဝန်ကနည်းတယ်ဘာလို့ဆိုခင်ဗျားရဲ့ decision အလွဲတစ်ခုဟာ focus လုပ်တဲ့အောက်လို့ဖြစ်တဲ့ consequence ကသေးတယ်အရင်တော့ကကြရက်ကသေးတယ်ပေါ့နော်အခုကျတော့ तू ကကြရက်ကြီးကတအားကြီးလုံးအားကြီးကြောင်ခင်ဗျားဒီအရင်အားထက်ပို့ပြီးတော့ခင်ဗျားရဲ့အလုပ်ခင်ဗျားအာရုံစိုက်ပြီးတော့ attention အပြည့်ထားဖို့ပိုခက်အဲကြောင့် तू ကအခုခေတ်မှာအခက်ဆုံးဒီ technology မဟုတ်ဘူး technology ကိုလေ့လာလည်းမဟုတ်ဘူး technology ကခင်ဗျားအတွက်ကိုလွယ်စလို့သူလို့အဲ့ဒါမခက်ဘူးအဓိကခက်တာပါလဲဆိုခင်ဗျားရဲ့ focus ကခက်တယ် mind your own business ကခက်တယ်ပေါ့နော်အဲ့ဒါလေးကိုပြောချင်ပါတယ်嗯，ဟုတ်တော်တော်များများယူကာဗာဖြစ်သွားတယ်ပေါ့နော်မေးရတဲ့မေးခွန်းတွေရောအဲ့ပြင်ပါတော်တော်များများအကုန်လုံးကာဗာဖြစ်သွားပြီပေါ့နော်ဆိုတော့အဲ့မေးခွန်းတွေအကုန်လုံးဖြည့်ပေးလို့လည်းကျေးဇူးတင်တယ်ပေါ့နော်အဲ့ဆရာအောင်ကိုတက်အနေနဲ့အခုနလိုပေါ့နော်ဒီနီးပညာနဲ့ဒီခုနလို startup တွေရောလူငယ်တွေရောခုနလို business တွေကိုအများကြီးကူညီရရှိရပေါ့နော်ဆိုတော့လောလောဆယ်မှာဘယ်လို project တွေလုပ်ပြီးတော့မှဘယ်လိုမျိုးဟို business တွေ run နေလဲဘယ်လိုမျိုး project တွေလဲဘာတွေ provide လုပ်နေလဲအဲ့ဒါလေးလည်းနည်းနည်းတော့ရှင်းပြပေးပါဆွေးနွေးအဲ့တော့ပေးပါအခုလက်ရှိကျွန်တော်ရဲ့ main focus area ကတော့ကျွန်တော်တို့က incubation as a service ပေါ့နော်ကျွန်တော်9 figures လို့ခေါ်တယ်service တစ်ခုရှိတယ်အဲ့ဒါကသူကဘာပေါ့နော် venture studio startup လို့ခေါ်တာပေါ့ venture beta လည်းခေါ်တာပေါ့နော် venture building service ဆိုတော့သူကလုပ်ငန်းတည်ပြီးတဲ့လုပ်ငန်းလို့အကြမ်းဖျင်းခေါ်ကြပါတော့ဒါပေမဲ့သူကလုပ်ငန်းတည်ပြီးတော့ကုမ္ပဏီပိုင်ထောင်ပြီးတာပြောတာမဟုတ်ဘူးသူကဒီခင်ဗျားပထမဆင်းရတော့သူကခင်ဗျားရှိမှာအခုလောဆယ်အလုပ်များတာတော့သူက executive turn entrepreneur ပေါ့သူကခင်ဗျားဒီဝန်ထမ်းလုပ်တာခင်ဗျားနည်းနည်းနှစ်ချို့လာပြီခင်ဗျားမှာစုမိဆောင်မိတဲ့ပတ်စံတွေလည်းနည်းပါးရှိတယ်ဆိုရင်သူကအများဖြင့်ကသူကဝန်ထမ်းဘဝကနေပြီးတော့ executive တွေကအလုပ်ထွက်ကြတယ်အထူးသဖြင့်အသက်30ကျော်လောက်ကစထွက်ကြတာ45လောက်ကြာပေါ့နော်ထွက်ကြပြီးရင်သူတို့ကကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ကြိုးစားကြတာပေါ့နော်တကယ်လို့ရှိရအဲ့လိုလူတွေကိုကျွန်တော် entrepreneur ဟိုပါပေါ့ executive turn entrepreneur ဒါကျွန်တော်တို့ရဲ့ကျွန်တော်တို့လိုချင်တဲ့လူတွေပေါ့နော်တစ်ဖက်ကကြတော့ကျွန်တော်တို့ရှိမှာဘာတွေရှိလဲဆိုတော့ခုနက network ရှိတယ်နောက်ပြီးလို့ရှိရင် investment တွေကျွန်တော်တို့ပုံမှန်မှာရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ကbusiness models တွေကျွန်တော်တို့pre bake ပေါ့နော်ကျွန်တော်တို့ quick test tech လို့ခေါ်တဲ့ဟာလေးရှိအဲ့ဒါလေးတွေကျွန်တော်တို့ကပေးလိုက်ရင်သူကခုန executive တွေအတွက်ကလုပ်ငန်းထောင်တဲ့ဟာမြန်သွားတာပေါ့နော်သဘောတခုအဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ program တွေကခုန6လနဲ့18လလောက်အတွင်းမှာကျွန်တော်တို့ကလုပ်ငန်းတစ်ခုတည်ဖို့အတွက်ကိုကျွန်တော် program လေးစောင့်နေရှိတယ်ရှိတော့အဲ့ဒါအတွက်ကတစ်ဖက်ကတော့ကျွန်တော်တို့ကခုနကအဓိကအရေးကြီးဆုံးဖြစ်တဲ့ entrepreneur တွေအများကြီးလိုတာပေါ့နော်အဲကြောင့်ကျွန်တော်တို့က9 figure အနေနဲ့ကျွန်တော်ကရှာနေတာကဟိုပါပေါ့နော်ကိုယ်လုပ်ငန်းကိုအဲ့လိုခါတဲ့ခုန scale နဲ့တည်ခြင်းတဲ့ပုံကိုယ်တွေရှာတာပေါ့နံပါတ်1ကဒါ
နံပါတ်2ကကျတော့ nine figure ဒါ nine figure ကုမ္ပဏီတစ်ခုပေါ့နော်နောက်ထပ် co-founder တယောက်နဲ့ထောင်တဲ့ကုမ္ပဏီတစ်ခုကျတော့သူ fintech launchpad လို့ခေါ်တယ်အဲ့တော့သူက fintech launchpad ရဲ့အဓိကရည်ရွယ်ချက်ကကျတော့ကျွန်တော်တို့ကဒီ tech သမားတွေကိုကျွန်တော်တို့ကဒီ launchpad လုပ်ပေးတဲ့သဘောပဲအဲ့တော့သူက tech သမားတွေရဲ့အဓိကပြဿနာကသူကဘာလဲဆိုလို့ရှိရင်သူကဒီကိုယ့်ရဲ့ application လေးပေါ့နော်ကိုယ့်ရဲ့ application လေးကိုသူကကိုကအဲဟိုပါပေါ့ monetization လုပ်တာသူတို့ခက်ခဲရှိတယ်အများอืကြီးအဲ့มတော့ခုလက်ရှိ hackathon ကျွန်တော်မကြသေးခင်လုပ်တယ်ရောက်100လောက်လာတယ်18ဖွဲ့လောက်လုပ်ကြတဲ့အချိန်မှာသူက tech သမားတွေအဓိကအခက်ခဲရပါလဲဆိုရင်သူကခုန customer acquisition cost တို့ marketing တို့ဟလာ business တို့ဘာလို့ပြောလိုက်ရင်သူကအုံနောက်က brain freeze သူကရက်သွားတယ်သူကอืมဟန်သွားသူ they cannot really wrap their heads around ပေါ့ although they want to သူတို့က tech သမားတွေကသူ set လုပ်ချင်တယ်ဒါပေမဲ့သူကအဲ့ဒီနေရာမှာအခက်ခဲရှိတာပေါ့အဲ့တော့သူက FDB ကအခုဘာလို့ဖို့ကြိုးစားနေလဲဆိုတော့ကျွန်တော်ကအဓိကဘာဆိုလို့ရှိရင် infrastructure as a service ဆိုတာတခုပေးဖို့ကြိုးစားတယ်အဲ့ဒါလေးကတော့ဘာဆိုရင်ခင်ဗျားလူကြိုက်တဲ့ application တခုခင်ဗျားရေးထားရပေါ့နော်ဆိုရင်ကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်အပေါ်ကနေပြီးတော့သူက simplest ဟိုပါ business architect တခုပေါ့နော်အဲ့တော့ quick dance stack လို့အဲ့ဒါအုပ်ရတာပေါ့အုပ်လိုက်လို့ရှိရင်သူကအဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ software as a service လို့ခေါ်တယ်ပေါ့နော် template ပေါ့တကယ်ကခင်ဗျားอืมတကယ်လို့ JavaScript သမားဆိုလို့ရှိရင်သူက Next.js ပဲသွားကြည့်လို့ရှိရင်အဲ့မှာပါပြီးသားပဲဒါပေမဲ့ तू ကဘာမပါဘူးလဲဆိုတော့ तू ကအဲ့ဒီကောင်မှာ तू ကနည်းနည်း international ပို့ဖြစ်တာပေါ့နော်အခုကျွန်တော်ဗမာပြည်နဲ့ပြန်ဆက်ဆက်တော့ကျွန်တော်တို့ကဗမာပြည်မှာ KBZ နဲ့ကျွန်တော်တို့ရှိပါလေလို့မရှိလို့နိုင်ရှိတယ်အဲ့တော့ तू ဟိုပါပေါ့နော် तू one stop လေးကခုန infra လေးပေါ့ तू Vercel လို့ဟာလေးအဲ့ဒါလေးမှာခင်ဗျားရဲ့ GitHub ကိုထည့်ရတာ ਨੇ တပြိုင်နက်ခင်ဗျားရဲ့ app ကအစလောင်းဆိုခင်ဗျားက software as a service app တခုဖြစ်သွားတာပေးမဲ့လက်ခံလို့ရတယ်อืအဲ့ဒါ ม credit engine ပါမယ်အဲ့ဒါလေးပေါ့အဲ့ဒါကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ fintech launchpad လို့ခေါ်တယ်ဆိုတော့အဲ့တော့ อื nine ม figure ကကျတော့ business ပေါ့နော် FTB ရဲ့ infra ပေါ့အဲ့နှစ်ခုပေါင်းရတယ်ပေါ့နော်ပေါင်းလိုက်ပြီးတော့ကျွန်တော်တို့ကကျွန်တော်တို့အဲ့ဒီဟာကိုကျွန်တော် network ကိုကျွန်တော်ဘာလို့ခေါ်လဲဆိုတော့ Genesis Value Network လို့ခေါ်တယ်အဲ့ဒါကျတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က incubation ပေါ့နော် self initial incubation လို့ခေါ်တယ်ကိုယ်ပိုင်လုပ်ငန်းတွေကလုပ်တဲ့ဆိုတဲ့လူတွေချင်းချင်းကျွန်တော်တို့ကတယောက်တယောက်နဲ့ပြန်ပြီးတော့ကူညီကြတဲ့ network ကြီးပေါ့နော်အဲ့ network ကြီး anchor point ရတော့ကျွန်တော်ကစင်ကာပူမှာလုပ်ထားတယ်စင်ကာပူမှာတော့ကျွန်တော်ကနှစ်စဉ်ကြီးပေးထားပြီးတော့ကျွန်တော်က legal company ခုရှိတယ် Genesis Value Network private limited ဆိုတာရှိတယ်အဲ့ဒီမှာကျတော့ဗာလဲဆိုခင်ဗျားရဲ့အလုပ်ကိုခင်ဗျား ambitious ဖြစ်ပြီးတော့အရှိတော်အရှောင်း launch လုပ်ချင်တယ်ဆိုလို့ရှိရင်တော့အဲ့ဒါအတွက်ကိုကျွန်တော်ကဒီခုနဒီဟိုက ground ပေါ့ခင်ဗျားအတွက် launch လုပ်တဲ့ ground တခုကိုသူ GVN network ကနေကျွန်တော်ပေးထားရရှိတယ်အဲ့တော့ nine figure နဲ့ FTLP ကတော့ကျွန်တော်တို့ကအဲ့ဒီ GVN network ထဲရဟာတွေလည်းကျွန်တော်တို့ support လုပ်တယ်အပြင်မှာရှိတဲ့ခုနလုပ်ငန်းတွေကျွန်တော် support လုပ်တယ်ပေါ့နော်အခုလက်ရှိကတော့အဲ့လိုမျိုးသွားတာအဲ့တော့ကျွန်တော်ရဲ့လက်ရှိ focus ကိုပြောလို့ရှိရင်တော့ incubation ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတယ်ကုမ္ပဏီတွေပြောရဆိုလို့ရှိရင်တော့စင်ကာပူမှာတော့ကျွန်တော်တို့က Genesis Value Network ဆိုတဲ့ကျွန်တော်တို့က corporate တခုကျွန်တော်လုပ်ထားတာရှိတယ် nine figure နဲ့ FTLP ကကျွန်တော်တို့ကအဲ့ဒီကုမ္ပဏီရဲ့ network ထဲမှာပါတဲ့နောက်ထပ်ခုန entity နှစ်ခုပေါ့နော်တစ်ခုကကျွန်တော် venture building service နောက်တစ်ခုကကျွန်တော်တို့ကဟိုပါပေါ့tech infrastructure ဆိုလို့လုပ်နေတာတွေရှိတယ်အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့မှကျွန်တော်က for the next few quarters ကတော့ကျွန်တော်ကဘာလို့ဖို့ကြိုးစားရလဲဆိုတော့ hackathon တွေ run ဖို့ကြိုးစားဘာလို့ hackathon တွေကိုကျွန်တော်ယုံကြည်တာကလူတွေရဲ့ခုန hacking skill ပေါ့နော်ခုနကျွန်တော်ပြောတဲ့ value hacking ပြီးတော့ tech hacking ပြီးလို့ရှိရင်ကျွန်တော်တို့ကintegrate ဟောပေါ့နော်ဒီ growth hacking ပေါ့နော်value ရဲ့ growth ရဲ့ tech ရဲ့ပြီးတော့မှ integration ဆိုတာကျွန်တော်တို့က studio hacking ပေါ့အဲ့ဒါပြီးတော့မှ communication hacking က၅မျိုးရှိတော့အဲ့၅မျိုးကိုခင်ဗျားထည့်လိုက်ရင်ခင်ဗျား app ကိုခင်ဗျားကအရှိတော်အရှာမှာခင်ဗျား scale နဲ့ launch လုပ်ရမယ်လို့ကျွန်တော်ယုံကြည်တာပေါ့အဲ့ခါမှာကျွန်တော်အဲ့ဒီ scale တွေကိုကျွန်တော်တို့ကလူငယ်လက်ထက်ကိုရောက်ဖို့အတွက်ကြောင့်ကျွန်တော်ကအခုက hackathon တွေအများကြီးဖြစ်လာကိုကျွန်တော်လိုက်ပြီးတော့orchestrate လုပ်တာပေါ့နော်အဲ့တော့မန္တလေးမှာတစ်ခုလုပ်ဖြစ်တယ်ဒီဇယ်မှာကျွန်တော်တစ်ခုရန်ကုန်မှာတစ်ခုလုပ်ဖို့ရှိတယ်ပြီးတော့ယိုးရီးယားမှာ January မှာJanuary February မှာယိုးရီးယားမှာကျွန်တော်လုပ်ဖို့ကျွန်တော်ကြိုးစားနေတာရှိတယ်VNM မှာလည်းအဆင်ပြေလို့ရှိရင်လုပ်မှာပေါ့နော်ကမ္ဘောဒီးယားမှာလည်းကျွန်တော်တို့ကလုံးမှုကြံတာရှိတယ်ကမ္ဘောဒီးယားတော့ဗမာနည်းနည်းသေးတယ်ပေါ့နော်နောက်ခမာတွေကတအားကြီး support တွေမဖြစ်ဘူး VNM မှာတော့ဗမာတွေများလာတယ်ပေါ့နော်ဆိုတော့ကျွန်တော်ခမာတွေကတူတော့ခမာတွေကတော်တော်လေးအချိန်ရလာတယ်ဒါပေမဲ့ကျွန်တော်တစ်ခါသွားကြည့်တော့သူတို့နဲ့နည်းနည်းတအားကြီးကျွန်တော်လုံးလို့မရသေးဘူးအဲကြောင့်ကျွန်တော်ကကမ္ဘောဒီးယားကိုသိမသိကြအောင်စင်ကာပူတော့အခုက2 ယောက်လောက်ရောက်သွားပြီအောင်မြင်ဖြိုးနဲ့ဟိုဟာနဲ့ခီရန်ကိုနဲ့ရှိတယ်ဆိုစင်ကာပူမှာလည်းကျွန်တော်ဗမာတိုင်းဝမ်အတွက် hackathon လေးလုပ်ဖြစ်မယ်လို့စဉ်းစားတာပေါ့နော်အဲ့လိုပဲဗမာရောအဓိကတော့ mix ပေါ့နော်ကျွန်တော်ဗမာကြီးပဲလည်းမလုပ်ချင်ဘူးဘာလို့ဆိုတော့ exposure ရအောင်ဆိုရင်ကျွန်တော်အရှိတော်အာရှတစ်ခုလုံးမှာခုနက Indian ကလေးတွေခေါ်လိုက်မယ်ခေါ်လိုက်ပြီးတော့ခုန Indian အိန္ဒိယကတော့သူက hackathon ရဲ့ဟို
hackathon တွေတော်တော်လုပ်တဲ့နေရာပေါ့အိန္ဒိယမှာဆိုတာ อืม innovation challenge ဆိုတာရှိတယ်သူကလုံးဝအိန္ဒိယတပ်ပွားရဲ့အစိုးရကသူကခုနဟိုဟာလေးရှိတယ်ပြဿနာတွေချပေးထားတယ်အဲ့ဒါဝင်ပြိုင်ရတယ်ပထမရတဲ့ကောင်နာမည်ကြီးတယ်အဲ့ဘဲကြီးလည်းကျွန်တော်ခုကနည်းနည်းလုံးနေရှိတော့အခြေခံဖြစ်တော့အရှိတော်အာရှ level ကျွန်တော်တို့ကဒီဟို hackathon လေးလုပ်ဖို့တော့ကျွန်တော်တို့ရှိတာပေါ့နော်အဲ့တော့တက်နိုင်တဲ့လောက်ကတော့ကျွန်တော်ကဗမာဆိုတဲ့နာမည်ကိုဖျောက်ပြီးတော့ကျွန်တော်လုပ်တယ်အရှိတော်အာရှမှာဘာလို့ဆိုတော့အဲ့လိုချင်းအဖြစ်ကျွန်တော်တို့မြန်မာ community တွေနဲ့ပို့ပြီးတော့ fighting chance ရတာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ကဒီတိုင်းဆိုခုန brand အနေနဲ့ကျွန်တော်ပြန်ကြည့်ဆိုဗမာ only ဆိုရင်ကျွန်တော်တို့ကနည်းနည်း display ဖြစ်နေကျွန်တော်တို့လက်ရှိချင်းနေအဲကြောင့်ကျွန်တော်တို့ကဗမာနဲ့တခြားကျွန်တော်ရဲ့အမျိုးတွေပေါ့နော်ဟုတ်လားအမေရိကကျွန်တော်မှာ professor တယောက်ရှိတယ်အဲ့လိုအမျိုးလေးတွေနဲ့ဒါကတော့လုပ်ဖို့ရှိအဲ့ဒါတော့ကျွန်တော်တို့ကအဲအခုလုပ်နေတဲ့ effort တွေပေါ့ဟုတ်ကဲ့ဆရာကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ဆိုတော့ကြည့်နေတဲ့သူတွေလည်းဟိုဆရာအင်ကိုတက်ရဲ့ခုန GVN တို့ 9 figure တို့ FDNB တို့အကုန်လုံး link တွေကိုကျွန်တော် description မှာထည့်ပေးရမှာပေါ့နော်ဆရာအင်ကိုတက်ရဲ့ဒီ link profile တွေလည်းထည့်ပေးရမယ် reach out လုပ်လို့ရအောင်ပေါ့နော်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ဆရာ ဒီလိုပါ recording လေလေးရက်လိုက်နော်ဟို